1986 ခုနှစ်အနောက်ဂျာမနီနိုင်ငံနာမည်ကြီးအစ္စလာဆေးရုံအတွင်း6နာရီကြာမြင့်ခဲ့တဲ့အုံနောက်ခွဲစိတ်မှုတစ်ခုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြပြီးထိုခွဲစိတ်မှုရဲ့ဥဆောင်သူပါတူကိုဒေါက်တာကန်ဆိုတာမာဆိုသူကိုအခြားဆရာဝန်တွေကချီးကျူးနေကြပါတယ်။အားလုံးရဲ့ပူးပေါင်းပါဝင်မှုကြောင့်သာလုံနိုင်ခဲ့တာဖြစ်ကြောင်းပြောဆိုပြီးတဲ့နောက်ဆရာဝန်အားလုံးလည်းအနားယူဖို့ထွက်သွားခဲ့ကြပါတယ်။ကြံခဲ့တဲ့ဒေါက်တာတမာတယောက်ငိုတန်ချားလိုလှမ်းကြည့်မိတဲ့အခါညှိုးငယ်စွာထိုင်နေတဲ့ကလေးတစ်ယောက်နဲ့အတူရှက်ကြီးတင်ငယ်ငိုယိုနေတဲ့အသက်ကြီးပိုင်းလူသမီးတို့ကိုတွေ့ရပေမဲ့ဒီမြင်ကွင်းမျိုးဟာဆေးရုံတစ်ခုအတွင်းနေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စမျိုးသာဖြစ်တာကြောင့်မတိသလိုပဲတက်ထွက်ခဲ့လိုက်ပါတယ်။ဒေါက်တာတမာအစ္စလာဆေးရုံအတွက်အသက်ငယ်ဆုံးနဲ့အထူးကျဆုံးဆရာဝန်တယောက်ဖြစ်တာနဲ့အညီဆေးရုံဒါရိုက်တာရဲ့အပါစားပေးခြင်းကိုခံခဲ့ရပြီးဒါရိုက်တာရဲ့သမီးဖြစ်သူအပါဆိုသူမိန်းကလေးနဲ့ပါဆေးဆက်ကြောင်းလမ်းချင်းခံထားရတာဖြစ်ပါတယ်။တခုသောနနခင်းမှာမိမချောလေးအပါရဲ့အနန္တဘွေးနဲ့အတူလိုထားလာတဲ့ဒေါက်တာတမာတယောက်မိမိဆေးရုံမှာကောင်းမွန်တဲ့ကုသမှုကြောင့်ပြန်လည်ကျန်းမာလာပြီးဖြစ်တဲ့လူနာနဲ့ပတ်သက်ပြီးထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တစ်ခုကိုအာရုံစိုက်နားထောင်နေခဲ့ပါတယ်။မိမိကိုယ်တိုင်ကထိုကူသောမှုတွင်အရေးပါတဲ့လူတစ်ယောက်ဖြစ်တော်ညာလဲကိုယ်ကိုယ်သတင်းနဲ့အရှိန်ဝါကိုသာဦးစားပေးပြောဆိုနေတဲ့ဒါရိုက်တာရဲ့စကားတွေကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပေမဲ့အနာကအက်ဘာလေးရဲ့စကားကြိုကြိုလေးတွေနဲ့နှိမ့်သိမ့်မှုကြောင့်နေအောင်ထွက်နေပြီဖြစ်တဲ့မနက်ခင်းကိုနှစ်ယောက်သားမုန်းမလင်းနိုင်အောင်ဖျက်ဆီးခဲ့ကြပါတယ်။ထုံးစံအတိုင်းကုသမှုတစ်ခုအပြီးအေးဘော်ခန်းကထွက်လာတဲ့ဒေါက်တာတမာရဲ့အနာကိုဒေါက်တာဘန်ကဆိုသူရောက်လာပြီးချီကျူးစကားအပြင်ခနဲ့တဲ့ပြောဆိုသွားတာကြောင့်အတွေးများစွာနဲ့ဆက်ချောက်လာခဲ့ပြီးတနေရာအရောက်မှာဂျမန်နီကသူမြင်ခဲ့တဲ့အမျိုးသမီးနဲ့ကလေးငယ်ကိုထပ်မံတွေ့လိုက်ရပါတယ်။အညိုကြီးနဲ့စိုက်ကြည့်နေတဲ့ထိုမျိုးသမီးရဲ့မျက်လုံးတွေကြောင့်မိကွန်းထုတ်ကြည့်တဲ့အခါဒေါသကြီးတုံ့ပြန်ခဲ့ပြီးသူ့ယောက်ျားကိုသာပြန်ခေါ်ပြီးအချင်းချင်းတောင်းဆိုနေခဲ့ပါတယ်။တကယ်တော့ထိုမျိုးသမီးရဲ့ယောက်ျားဟာစောက်လို့ရမတော်တဆမှုတစ်ခုကြောင့်အရေးပေါ်ကုသရန်အတွက်ဆေးရုံကိုရှေးဥစွာရောက်ရှိခဲ့တော့လေထပ်မံရောက်ရှိလာတဲ့နာမည်ကြီးအဆိုတော်တို့ရဲ့ခွေးစစ်ကုသမှုကိုဒါရိုက်တာရဲ့ဦးစားပေးခိုင်းနေမှုကြောင့်လွှဲပြောင်းကုသခဲ့ရပါတယ်။အရေးပေါ်အခြေအနေမှာအချိန်မီကုသခြင်းမခံခဲ့ရတာကြောင့်ထိုမျိုးသမီးရဲ့ယောက်ျားဖြစ်သူကအသက်ဆုံးရှုံးခဲ့ရပြီးအကြောင်းအရာအလုံးကိုခုမှသိလိုက်ရတဲ့ဒေါက်တာတမာတယောက်ကတော့မိမိအပြစ်ကိုစွပ်စွဲနေသူအမျိုးသမီးကိုပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒီဖြစ်ဖြစ်ကြောင့်ရီးစားဖြစ်သူအက်ဗာနဲ့အတူညစာစားနေပြီးစိတ်နဲ့ကိုယ်နဲ့မကတ်နိုင်တော့အတွေးများနေခဲ့ပြီးဒါဟာမိမိအမှားမဟုတ်ကြောင်းကိုချစ်ရတဲ့သူကိုယုံကြည်ရတဲ့သူကိုရင်ဖွင့်ခဲ့ပေမဲ့လူတစ်ယောက်နဲ့တစ်ယောက်ဘဝဘေးအခြေအနေချင်းမတူဘူးဆိုတဲ့အက်ဗာရဲ့စကားကိုလေးလေးနက်နက်သဘောပေါက်သွားတဲ့ဒေါက်တာတမာတယောက်ထပ်မံဆောရသွားခဲ့ရဖြစ်ပါတယ်။ထိုဖြစ်ရပြီးမကြောက်ရင်မိုးတဲထန်သာများနေတဲ့ညတညမှာထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးမျိုးကန်ရဲရာရှိတွေတိုင်ပတ်နေကြပါတယ်။နင်းနာသူမိသားစုဝင်၄ယောက်တွေအဖေနဲ့အမေဖြစ်သူဟာအခင်းဖြစ်ပွားရာနေရာမှာနေမဲ့အသက်ဆုံးရှုံးခဲ့ရပြီးကျန်ရစ်သူအမွာမောင်နှမ၂ယောက်ထဲမှာယောက်ျားလေးဖြစ်သူဟာဦးကောင်းတဲ့ဒဏ်ရာကြောင့်အရေးပေါ်ခွဲစိတ်ရန်လိုအပ်တဲ့အတွက်ဒေါက်တာတမာတယောက်အတော်ကြီးထွက်လာခဲ့ပါတယ်။ဒါရိုက်တာနဲ့ဆုံငင်းစဉ်ကတူကြားခဲ့ရတဲ့ဒုံအောင်ဆန်ပြီးဂုံပကာသနာတော်ကသာဦးစားပေးတဲ့စကားတွေကိုပြန်တွေးမိရင်စိတ်ခံစားမှုကိုခဏတာအရေးကြီးတာလူနာဖြစ်တဲ့အတွက်ကြောင့်တေးရုံအတွင်းအပြေးဝင်သွားခဲ့ပြီးဒဏ်ရာရထားတဲ့ကလေးကိုအရွေးထက်မှအရင်ရိုက်ဖို့တွဲဖက်ဆရာဝန်ကမှားကြပြီးတဲ့နောက်အခင်းဖြစ်ပွားစဉ်ကထိတ်လက်စရာမြင်ကွင်းကြောင့်စိတ်ဒဏ်ရာကြီးကြီးမားမားရှိသွားပုံရတဲ့အမွာမိန်းကလေးရဲ့အခြေအနေကိုတွားကြည့်တဲ့အခါတက်လိုက်ဆိုတဲ့စကားတန်ကိုကြားခဲ့ရပါတယ်။ထူ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 စဉ်းစားနေမရလိုက်ခင်မှာပဲအရာအလုံးအစင်းသေးဖြစ်ပြီးဆိုတဲ့နတ်စမရဲ့စကားကြောင့်အရွေးမှန်တဲ့ကိုတွားရောက်စစ်သေးကြည့်တဲ့အခါကလေးရဲ့ဥကောင်းအတွင်းနေဝင်နေတဲ့ကြီးစံကိုအရင်ဖယ်ထုတ်ဖို့လိုချောင်းသိလိုက်ရပြီးတေချာမောက်မိမိကိုယ်တိုင်ကသာဒီအရာကိုလုံနိုင်မှာဖြစ်ကြောင်းကိုလည်းဒေါက်တာတမာသိလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲမြို့တော်ဝင်ဆိုသူကအရေးပေါ်အခြေအနေနဲ့အစ္စလာဆေးရုံကိုရောက်ရှိလာခဲ့ပြီးထိုဝင်ကြီးကိုအဓိကဦးစားပေးကုသရန်နဲ့လက်ရှိခွဲစိတ်မဲ့ကလေးငယ်ကိုဒေါက်တာဘန်ကာကတာဝန်ယူမှဖြစ်ကြောင်းတယ်လီဖုန်းကတစ်ဆင့်အမိန့်မင်းနေတဲ့ဒါရိုက်တာရဲ့စကားကိုကြားလိုက်ရပါတယ်။မြို့တော်ဝင်ရဲ့လက်ရှိကျန်းမာရေးကိုသာပြန်လည်ကောင်းမွန်အောင်ကုသနိုင်ခဲ့လေမိမိတို့ဆေးရုံအတွက်ထောက်ပံ့ခြင်းတွေအမြောက်များရရှိမှာဖြစ်တာကြောင့်တေချာကူးဆိုင်ဖို့မှာနေတဲ့စကားသံတွေကိုဒေါက်တာတမာကတော့စိတ်ပြက်စွာနားထောင်နေမိပါတယ်။မိမိအနေနဲ့တူညီတဲ့အမားမျိုးကိုနောက်တစ်ကြိမ်ကျူးလွန်ကထပ်မံနောင်နာမရခြင်းတော့တာကြောင့်ဒိဗယ်မရှိတဲ့ဒရိုက်တာရဲ့အမိန့်ဆိုတာတွေကိုကြောခိုင်းကကလေးငယ်ရှိတဲ့ operation ခန်းအတွင်းသူရဲကောင်းဆန်ဆန်ပဲဝင်သွားခဲ့ပါတယ်။တစ်ဖက်ဆေးရုံခန်းအတွင်းမှာတော့မလုံးမရှက်လဲလျောင်းနေတဲ့အမွာမိန်းကလေးဆိုသူကတက်လိုက်ဆိုတဲ့စကားတစ်ခုကိုပဲတနက်ကပြောဆိုနေခဲ့ပြီပဲထိုစကားရဲ့အတိတ်ဘက်ကိုဘယ်သူမှနားမလည်နိုင်ခဲ့ပါဘူး။ဒေါက်တာတမာသူရွေးချယ်ခဲ့တဲ့လမ်းတိုင်းကလေးရဲ့အသက်ကိုအောင်မြင်စွာကယ်လိုက်နိုင်ပြီမဲ့တစ်ဖက်မှာတော့ဒေါက်တာဘက်ကတာဝန်ယူထားတဲ့မြို့တော်ဝင်ရဲ့ခွေးစစ်မှုဟာကြာရှုံးခဲ့ပါတယ်။မိမိကိုယ်တိုင်ကမက်ကမဲထင်းတဲ့ဆုံးဖြတ်ချက်ကိုလှုပ်ဆောင်ခဲ့တော်လဲမြို့တော်ဝင်ရဲ့တေးဆုံးမှုဟာအစ္စလာဆေးရုံရဲ့ပုံရိပ်ကိုများစွာကြာဆင်းစေခဲ့ရုံသာမကဒရိုက်တာရဲ့အမိမကြီးခြင်းကိုလည်းခံနေရပြီဖြစ်ပါတယ်။တစ်ချိန်ကမိမိအားတော်တဲ့တက်သေးကိုချီကျူးခဲ့ကြသူအချို့ကလည်းယခုအခါမှာတော့ပြစ်တင်ပြောဆိုနေကြတာကြောင့်မိမိရဲ့လုပ်ရရမှန်လားမှားလားကိုကိုတော်ဝေခွဲမရဖြစ်လို့နေခဲ့ပါတယ်။နောက်တစ်ရက်မနက်ခင်းမှာတော့ထုံးစံအတိုင်းထုံလုံးပြသနေတဲ့ရုပ်သံအစီအစဉ်ကိုဒေါက်တာတမာကြည့်နေပါတယ်။မြို့တော်ဝင်တေးဆုံးမှုလက်ပတ်သက်ပြီးရှင်းလင်းပွဲလုပ်နေတဲ့ဒါရိုက်တာရဲ့သတင်းအပြီးဥကောင်းကွက်စိတ်မှုကြောင့်အသက်ရှင်နိုင်ခဲ့ပြီမဲ့စိုးရိမ်စရာအခြေအနေမှာရှိနေသေးတယ်ဆိုတဲ့ဂျိုဟန်ရဲ့သတင်းကိုကြည့်ရင်မိမိဘဝကလည်းထိုကလေးနဲ့ဘာမှမထူးကြောင်တကူလည်းရေရွေးမိလိုက်ပါတယ်။ကမောဖြစ်နေတဲ့အခြေအနေအလုံးကြောင့်တာဝန်ချိန်မှတော့စိတ်နဲ့ကိုမကတ်ဖြစ်နေတဲ့ဒေါက်တာတမာရဲ့အနာကိုဒေါက်တာဘန်ကထပ်မံရောက်ရှိလာပြီးခေါင်းကြီးပိုင်းတွေဝန်းရံထားတဲ့မိမိတို့ရဲ့ဆေးရုံမှာစိတ်ခံစားမှုဦးစားမပေးပဲတာဝန်နဲ့အမိန့်ကိုသာအာရုံစိုက်ရန်နဲ့စိတ်ပြေလက်ပြောက်ပြီးရောက်တော့ကြရန်ကမ်းလှမ်းခဲ့ပါတယ်။တစ်ဖက်မှာတော့အသက်ရှင်ကြံ
န်ရည်သူအမွာမိန်းကလေးအန်နာအားစစ်စည်းမင်းမြန်းရန်အတွက်အရာရှိဆိုသူတယောက်အစ္စလာဆေးရုံကိုရောက်ရှိလာခဲ့ပေမဲ့ထုံမင်းကလေးကပျောက်ဆုံးနေခဲ့ပါတယ်စိတ်ဖော်မှရရှိထားတဲ့အန်နာလေးဟာမကြာခဏဆိုသလိုမိမိလူနာဆောင်ကနေထွက်သွားတတ်ပြီးဆေးရုံအတွင်းဥတီယာမဲ့ရှောက်သွားနေလေးရှိပါတယ်တက်လိုက်ဆိုတဲ့စကားကိုတဖွာဖွာရေးရင်းနဲ့ပေါ့အစ္စလာမမိုရီရဲ့ဆေးရုံရဲ့အထိတ်အမှတ်ညသာစားပွဲအတွက်မိန်ဝင်းပြောနေတဲ့ဒရိုက်တာကိုဒေါက်တာတမ်မာအပါဝင်လူအများကလက်ခုပ်ဩဘာပေးနေကြပါတယ်အပြည့်ရှိသလိုခံစားနေရတဲ့ဒေါက်တာတမ်မာကတော့မိန်ဝင်းအပြီးဝန်ထမ်းဆရာဝန်အချို့ကိုလိုက်လံနှုတ်ဆက်နေတဲ့ဒရိုက်တာရဲ့အနားကိုသွားကမိမိရဲ့အမိန့်မနာခံခဲ့မှုအပေါ်တောင်းပန်ခဲ့တော့လေမှန်တယ်ထင်တဲ့အရာကိုလုပ်ခဲ့ကြတာဖြစ်လို့ကိစ္စမရှိကြောင်းဒရိုက်တာကဆိုပါတယ်အကြခင်မှာပဲအာယူရောခွဲစိတ်ခေါင်းဆောင်ဟာအမှားစကားပြောကြရန်အတွက်ကြီးညာနေပြီဖြစ်တာကြောင့်ဒေါက်တာတမ်မာတယောက်သွားဖို့ဟန်ပြလိုက်ပေမဲ့သူမဟုတ်တဲ့အခြားဆရာဝန်ဒေါက်တာဘွာယာဆိုသူဖြစ်နေပါတယ်ဘာကိုမှနားမလည်နိုင်ဖြစ်သွားခဲ့ရပြီဒရိုက်တာကိုမေးခွန်းထုတ်တဲ့အခါအားလုံးကသူ့ရဲ့အစီအစဉ်ဖြစ်ပြီးမောင်ရင်အနေနဲ့မကျေနပ်လျင်ဆေးရုံမှာနှုတ်ထွက်နိုင်ကြောင်းအကယ်၍အခြားဆေးရုံတစ်ခုကိုပြောင်းမယ်ဆိုရင်လည်းမိမိအနေနဲ့ထောက်ခံချက်ပေးမှာမဟုတ်ကြောင်းပြောလိုက်တဲ့ဒရိုက်တာရဲ့စကားကြောင့်စိတ်ပြည့်စွာနဲ့ပဲခမ်းမဆောင်တွင်းမှာထွက်လာခဲ့လိုက်ပါတယ်။ရအားလုံးဖတ်ဆယ်လို့မရတော့တဲ့အခြေအနေမှာပဲထင်ကြိုက်ဆိုလို့မိမိရဲ့နောက်ဆုံးမျှော်လင့်ချက်နောက်ဆုံးအားကိုးရာဖြစ်တဲ့ Eva ရောက်လာခဲ့တာကြောင့်ဝမ်းသာအားရပေးသွားခဲ့လိုက်ပါတယ်။ဒါပေမဲ့ Eva ကတော့မိမိရဲ့စကားတွေကိုဖတ်တောင်မလုပ်တဲ့အပြင်မိမိပေးထားတဲ့စေးစက်လက်စွပ်ကိုမြေပြင်ပေါ်သို့ပစ်ချပြီးနေကငတုံးဝဲဆိုတဲ့စကားနဲ့တူမတုံမဆိုင်လှည့်ထွက်သွားခဲ့ပါတယ်။ဒေါက်တာတမ်မာတယောက်ကတော့မိမိရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ပဲရီမန်းချက်တွေမျှော်လင့်ချက်တွေအပြင်ချစ်ရတဲ့မိန်းကလေးရဲ့ဖြစ်ပယ်ခြင်းကိုပါခံခဲ့ရပြီးအရာအလုံးဆုံးရှုံးခဲ့ရပြီပဲဖြစ်ပါတယ်။ထွက်ဆိုချက်ရယူရန်စူးစမ်းနေတဲ့စုံထောက်ဆိုသူကတော့ယခုချိန်ထိဘာစကားမှမပြောနိုင်တဲ့အန်နာလေးကြောင့်အကျဉ်းရိုက်နေခဲ့ရပြီးမော်တော်မနှစ်ယောက်ကိုသာပေးတွေ့လိုက်ရင်တခုခုထူးခြားလာနိုင်ကြောင်းတာဝန်ရှိသူဆရာဝန်ကိုပြောနေခဲ့ပါတယ်။သို့ပေမဲ့ဂျိုဟန်လေးကိုကူးတာထားတဲ့ဒေါက်တာတမ်မာဟာဒီလိုရက်ကိုခွင့်ပြုမှာမဟုတ်ကြောင်းသိလိုက်ရတာကြောင့်တိုင်ပတ်နေတဲ့အရာရှိရဲ့အခြေအနေကိုဒေါက်တာတမ်မာကအဝေးတနေရာကနေစောင့်ကြည့်နေခဲ့ပါတယ်။ထုံးစံအတိုင်းဒေါက်တာဘက်ကရောက်ရှိလာပြီးစကားပြောဖို့ကြိုးစားခဲ့ပေမဲ့ဘာမှမသိချင်တော့တဲ့ဒေါက်တာတမ်မာကတော့မိမိမှာအခြားတာဝန်ရှိသေးကြောင်းပြောဆိုပြီးသားထွက်လာခဲ့လိုက်ပါတယ်။အမောင်မောင်နှမနှစ်ယောက်ဟာမိဘနှစ်ပါးရဲ့တည်ဆုံမှုကြောင့်လူလူရဲ့ဂုဏတက်မှုကိုခံနေရပြီးယခုချိန်ထိသတိမရသေးတဲ့ဂျိုဟန်လေးရဲ့အခန်းမှာတော့လူများကပြီးတဲ့လက်ဆောင်ပန်းသားတွေစူတောင်းစာတွေနဲ့ဖြစ်နေခဲ့ပါတယ်။ကိုယ့်အတွက်ကိုယ်ပဲကြည့်တဲ့ဆေးရုံဒါရိုက်တာကတော့ဒီကလေးတွေအပေါ်လူလူရဲ့အာရုံစိုက်မှုကိုအသုံးချပြီးမိမိဆေးရုံကိုယ်သတင်းတက်ရန်အတွက်ပဲကြံစီနေခဲ့ပါတယ်။အဖိုးတန်နေပြီဖြစ်တဲ့ဒီကလေးတွေရဲ့ပုံကိုဆိုရှယ်မီဒီယာမှာတင်မှုဒေါက်တာဘွာယာနဲ့ဒေါက်တာဘကာကိုအမိန်ပေးနေပြီးလက်ရှိကလေးနှစ်ယောက်အပေါ်တာဝန်ယူထားတဲ့ဒေါက်တာတမ်မာကိုလည်းတာဝန်ကနေဖယ်ခိုင်းမှုအမှားကြားနေပါတယ်။ဒါတွေကိုမသိတဲ့ဒေါက်တာတမ်မာကတော့တက်ကြီးပိုင်းလူနာတဦးကိုတစ်သိပ်ပေးနေစဉ်တစ်ဖက်ခန်းမှာစူညံတန်ကြောင့်ထွက်ကြည့်လိုက်တဲ့အခါသတိမိမျိုးနေတဲ့အမွာမိန်းကလေးအန်နာကိုတွေ့လိုက်ရပါတယ်။ဖြစ်စဉ်ကိုမေးကြည့်တဲ့အခါဒါရိုက်တာရဲ့ခိုင်းစီမှုအရမောင်နှမနှစ်ယောက်ကိုပေးတူးခဲ့ကြောင်းနဲ့ဒေါက်တာဘွာယာလက်ထဲကကင်မရာကြောင့်အရာအလုံးကိုသဘောပေါက်သွားခဲ့ပါတယ်။မိမိကိုယ်တိုင်ကဒီကလေးနှစ်ယောက်ပေါ်ဘာမှလုံးဝပေးနိုင်တော့တာကြောင့်လက်တလောအတွင်းအစင်မပြေမှုအလုံးကိုရမကာနဲ့အချိန်မြင့်ကညအချိန်အိမ်မြန်လန်းတစ်ချောင်းအော်ရစ်ဆဲဆူနေခဲ့လိုက်ပါတယ်။တိုက်ဆိုင်စွာနဲ့ပဲဆေးရုံဒါရိုက်တာဒေါက်တာဘွာယာနဲ့အခြားဆရာဝန်တဦးတို့ဟာမိမိတို့တာဝန်ကျရာလုပ်ငန်းနေရာအသီးသီးမှာပဲအသက်ဆုံးရှုံးလို့နေခဲ့ပါတယ်။အချိန်မှုအခါမဟုတ်ဆက်မပြတ်လာခုန်နေတဲ့တကားတန်ကြောင့်ဒေါက်တာတမ်မာထကြည့်တဲ့အခါရဲရရှိနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ညကဘာလုပ်နေလဲဘယ်မှာရှိနေလဲဆိုတာကြောင့်သူညာနဲ့တက်ထိဘာမှရှိနေကြောင်းပြန်လည်ပြောဆိုပြီးတဲ့နောက်ဘာကိစ္စကြောင့်လဲကိုပြန်မွေးခွန်းထုတ်ကြည့်တဲ့အခါအစ္စလာမ်မိုရီရဲ့ဆေးရုံရဲ့ဒါရိုက်တာဟိုင်နမန်အဖွဲ့မှူးနဲ့ဒေါက်တာဘွာယာတို့ဟာမင်းညကပဲတည်ဆုံသွားကြောင်းသိလိုက်ရပါတယ်။ရှုပ်ရှက်ခန့်နေတဲ့သတင်းမီဒီယာတွေကြားအတင်းတိုးဝင်ကဆေးရုံတွေအပြေးဝင်သွားပြီးတဲ့နောက်အရေးပေါ်ခွဲစိတ်ရမယ့်လူနာဘယ်နှယောက်ရှိလဲကိုအခြားဆရာဝန်တယောက်ကိုမေးလိုက်ပါတယ်။တေဆုံးသူဆရာဝန်တွေရဲ့အစာလစ်ဟာသွားတဲ့နေရာမှာခွဲစိတ်ရမယ့်အရေးပေါ်လူနာ2ယောက်ရှိပြီးကားအန်စီဒန့်ကြောင့်ကြွက်သားပျက်စီးသွားတဲ့လူနာကိုအရင်ခွဲစိတ်ဖို့လိုအပ်ကြောင်းသိလိုက်ရပြီးထိုလူနာရဲ့အိမ်ရွှေးဓာတ်မှန်ကိုကြည့်ဖို့ထွက်လာခဲ့လိုက်ပါတယ်။အရေးပေါ်အခြေအနေမှာတော့အလိုက်မသိမိခိုးနေဒရဇန်မင်းနေတဲ့အရာရှိစုံတော့ရဲ့စကားမဆုံးလိုက်ခင်မှာပဲအမွာမင်းကလေး2ယောက်ပါပျောက်ဆုံးနေကြောင်းသိလိုက်ရတာကြောင့်အပြေးသွားကြည့်တဲ့အခါတကယ်ပဲထိုကလေး2ယောက်ကိုမတွေ့ရတော့ပါဘူး။ဖခင်ရဲ့တည်ဆုံမှုကြောင့်ဂျာပနာပွဲမှာချုံခွဲကြငိုနေတဲ့ Eva ကိုနှစ်သိမ့်ဖို့လုပ်ခဲ့ပေမဲ့အခြားလူတယောက်ဝင်ဦးသွားတာကြောင့်အနောက်ကနေပဲရက်ကြည့်နေခဲ့လိုက်ပါတယ်။ထုံးစံအတိုင်းအနားရောက်လာပြီးဒီကြီးလုံနေတဲ့ဒေါက်တာဘက်ကာရဲ့စကားမဆုံးခင်မှာပဲထွက်ဆိုချက်ရယူရန်ရောက်ရှိလာတဲ့စုံတောင်းတဲ့သူအင်စပက်တာလန်ကေးဆိုသူကိုပါတွေ့လိုက်ရပါတယ်။အချင်းချင်းမိတ်ဆက်လိုက်ကြပြီးတဲ့နောက်ဒရိုက်တာနဲ့အခြားဆရာဝန်2ယောက်ဟာ nitrate ပါတဲ့တကြားလုံးတွေကိုစားမိခဲ့တာကြောင့်တိတ်ဆုံးခဲ့တာဖြစ်ပြီးဒီကိစ္စဟာနိုင်ငံတော်အကြမ်းဖက်မှုမျိုးတွေပါဖြစ်နိုင်ကြောင်းပြောဆိုနေတဲ့အင်စပက်တာရဲ့စကားကိုဖြတ်ကကလေးတွေကိုသာတွေ့အောင်ရှာပေးရန်ပြောခဲ့လိုက်ပါတယ်။အနာကနှစ်သိမ့်ပေးနေတဲ့ဒေါက်တာဘက်ကာရဲ့စကားတွေကိုတော့ဂရုမစိုက်နိုင်တော့ပဲကိုယ်တိုင်ကသူ့ဒေသနာတစ်ခုလုပ်ရန်ဂျာမနီကိုရောက်လာခဲ့ပေမဲ့ဒီကိစ္စတွေအားလုံးပြီးပင်မနေပြီဖြစ်တဲ့ဒေါက်တာတမ်မာတယောက်ကတော့မိမိမွေးရမီဂျပန်ကိုပြန်ကတာမန်ဆရာဝန်တယောက်အနေနဲ့သာရှင်သန်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်ပါတယ်။ Just tired. ဆေးရုံကနှုတ်ထွက်တော့မဲ့ဒေါက်တာတမ်မာကိုလူနာဖိုးကိုတယောက်ကဒီဆေးရုံမှာဆရာလိုတမားတော်ကောင်မရှိတဲ့အတွက်ထွက်မသွားဖို့တဖွာဖွာပြောဆိုနေစဉ်အုပ်အဖွဲ့အစည်းအဝေးကြောင့်လာခေါ်တဲ့နတ်စမနောက်ကိုလိုက်ခဲ့လိုက်ပြီးထိုနတ်စမကလည်းဘလို့ချီနေပဲရောက်ဒီဆေးရုံမှာထွက်မသွားဖို့ပြောဆိုနေခဲ့ပါတယ် Chairman says please don't give up.
ဘောက်ဘွဲ့ရဲ့ဆုံးဖြတ်ချက်အရမိမိအားခွဲစိတ်အဖွဲ့မှုအဖြစ်ပြန်လည်ခန့်အပ်လိုက်တော့လဲဒေါက်တာတမန်တယောက်မပြောနိုင်ခဲ့ပါဘူးမိမိအနေနဲ့ဒရိုက်တာရဲ့အမိန့်ကိုဖီဆန်ခဲ့လို့ခေါင်းဆောင်ယာဒူအပြင်ချစ်သူအေဗာနဲ့ဆေးဆက်ပွဲပါပြတ်ခဲ့ရတယ်ယာဒူတို့ကိုအိမ်မက်ကိုမေးကဇာတိမြေနဲ့တာမန်ဆရာဝန်တယောက်အနေနဲ့လူတွေရဲ့အသက်ကိုကဲဖို့ဆုံးဖြတ်ပြန်တော့လဲအဖွဲ့မှုဖြင့်ထပ်မံခန့်အပ်ခြင်းခံခဲ့ရတယ်ဒီအခြေအနေတွေကြောင့်ဘာလို့မှနားမလည်နိုင်တော့တဲ့ဒေါက်တာတမန်တယောက်ကတော့အခုဖြစ်ကိုစဉ်းစားရင်ဆေးရုံထဲမှာပဲချုံပွဲချငိုပြီးခဲ့ပါတယ်အဘာမိမိအမအတွက်ဒေါက်တာတမန်ကိုပြန်လဲတောင်းပန်နေခဲ့ကပြီးခဲ့တာတွေလည်းပြီးပါစေအရာလို့အစားကပြတ်စားကြဖို့တောင်းဆိုနေခဲ့တော့လေဒီဖြစ်ပျက်တွေပြီးဘာလို့မှမျောလင့်ချက်မထားလို့တော့တဲ့ဒေါက်တာတမန်ကတော့ဘာမှတုံ့ပြန်ခြင်းမရှိခဲ့ပါဘူးမိမိနာမည်ကိုအထက်ထက်ကအော်ခိုနေတဲ့ Eva ရဲ့စကားသံတွေကိုနစ်လူရှူရင်ယောက်ျားဆန်စွာအသေးမှန်မှနဲ့တစ်ချက်လေးတောင်လှည့်မကြည့်ပဲကြောခန်းခဲ့လိုက်ပါတော့တယ် Kenzo? အချိန်တွေတဖြည်းဖြည်းကုန်လာခဲ့ပြီး9နှစ်ကြာခဲ့တဲ့နောက်ဒေါက်တာတမ်မာမိမိရီမန်းချက်တိုင်းခွဲစိတ်အဖွဲ့မှုအဖြစ်လူနာရီရဲ့အသက်ကိုဆက်လက်ကယ်တင်ပေးနေပါတယ်။လွန်ခဲ့တဲ့6နှစ်1995ခုနှစ်ကာလတွေမှာဂျာမနီနိုင်ငံရဲ့တချို့သောမျိုးငယ်လေးတွေအတွင်းနှိမ့်စင်ရည်ကြီးမှုဖြစ်စဉ်တွေရှိခဲ့ပါတယ်။ဒီရည်ကြီးမှုနဲ့အတူရက်ဆက်စွာတပ်ဖြတ်ပြီးထောက်ဖြတ်ခံထားရတယ်လို့ယူဆရတဲ့ရုပ်လောင်းတစ်ခုကိုတွေ့ရှိခဲ့တာကြောင့်မြို့ကန်ရဲအဖွဲ့နဲ့ Inspector Lange တို့အလုံများနေကြပါတယ်။ယခုအချိန်ဆိုအလားတူလူသတ်မှုမျိုးနှစ်နှစ်အတွင်း၄ချိန်ရှိခဲ့ပြီးဖြစ်စဉ်တွေအားလုံးဟာတူညီနေတာကြောင့်တာမန်ဓာပြတ်မှုမျိုးမဟုတ်နိုင်ကြောင်း Inspector Lange ကကောက်ချက်ချကကျူးလွန်မှုရဲ့တစ်စိတ်တစ်ပိုင်းမှာပါဝင်နိုင်ခြင်းရှိတဲ့တရားခင်ဂျန်ကာဆိုသူရဲ့ပုံကိုအခြားနိုင်ငံရဲတယောက်အားပြနေခဲ့ပါတယ်။ Islam Memorial ဆေးရုံမှာတော့အရာအလုံးပုံမှန်အတိုင်းလည်ပတ်နေပြီးဒေါက်တာတမ်မာဟာလည်းဆေးရုံရဲ့အထူးကျွန်းဆုံးနဲ့အရေးပါဆုံးဆရာဝန်တယောက်ဖြစ်လို့နေခဲ့ပါပြီ။တစ်ဖက်မှာလည်း Inspector Lange အသေးအံစုံစမ်းနေတဲ့တရားခံဂျန်ကာဆိုသူဟာသူ့နောက်ကိုလိုက်နေတဲ့မကောင်းဆိုးဝါးလိုရာတစ်ခုကြောင့်ကြောက်လန့်တကြားပြေးရင်လွှားရင်လက်ခုလက်တနေရာအရောက်ကားတိုက်ခံခဲ့ရပါတယ်။ DSC တဲ့ကြောင့်ပဲအစ္စလာဆေးရုံကိုအရေးပေါ်အခြေအနေနဲ့ရောက်ရှိလာခဲ့ပြီးဒေါက်တာတမ်မာနဲ့ Inspector Lange တို့ထပ်မံတွေ့ဆုံဖို့အကြောင်းဖန်လာပါတော့တယ်။တယောက်နဲ့တယောက်အရင်ကဆုံခဲ့ဘူးကြောင့်အချင်းချင်းမိတ်ဆက်လိုက်ကြပြီးနှာချင်းချင်းအသက်ထွက်သွားရင်တော့လူတက်မှုလို့ထင်နေတဲ့ Inspector Lange ကတော့ဒီလူဟာအမှုအတွက်တခုတည်းသောတဲလွန်စွာဖြစ်လို့ဒီလူကိုတေချာပေါက်အသက်ရှင်နိုင်အောင်ကုသပေးဖို့ပြောတဲ့အခါမိမိရဲ့ရဲတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမှာမဟုတ်ကြောင်းလူနာရဲ့အသက်ကိုကယ်ဖို့အတွက်ပဲလုံးမှာဖြစ်ကြောင်းပြောဆိုပြီးလက်ထွက်ခဲ့လိုက်ပါတယ်ဒေါက်တာဓမ္မဘောအရင်တည်းကတန်တရားမကင်းတဲ့ Inspector Lange ကတော့မိမိဟာအခုချိန်မဖြည့်ရှင်းနိုင်သေးတဲ့အမှုမရှိကြောင်းထပ်မံသတိပေးလိုက်ပြန်ပါတယ်ခွင့်စိတ်မှုကအောင်မြင်ခဲ့ပြီးပြန်လည်သတိရနေဖြစ်တဲ့ Master Janga ရဲ့အနားကိုဒေါက်တာဓမ္မရောက်လာခဲ့ပြီးအခြေအနေကိုအကဲခတ်ကြည့်တဲ့အခါမကောင်းဆိုးဝါးလာနေပြီဆိုတဲ့စကားကိုထိတ်တလန့်နဲ့ထပ်ပန်တလဲနဲ့ပြောနေတဲ့အတန်ကိုကြားလိုက်ရပါတော့တယ် The monster's coming. ပြန်လည်သတိရလာပြီဖြစ်တဲ့ Master Janga ရဲ့အခြေအနေကိုတွားရောက်စစ်ဆေးကြည့်တဲ့အခါမကောင်းဆိုးဝါးလာနေပြီဆိုတဲ့စကားကိုကြားလိုက်ရတဲ့ဒေါက်တာတမ်မာတယောက်ဆွမ်းအားသွားခဲ့ပါတယ်။ဒီချိန်ကိုစောင့်နေတဲ့ Inspector Lange ကတော့တဲလွန်စားကိုရဖို့ Master Janga အားလာရောက်စစ်ဆေးနေခဲ့ပြီးရင်းလို့မရနိုင်တဲ့တပ်တွေနဲ့တကွာကျိုးကင်သူတယောက်ရှိနေသေးကြောင်းကိုလည်းသိတဲ့အတွက်အမှန်တိုင်းဝန်ခံဖို့စတိုက်ဖိအားပေးနေခဲ့ပါတယ်။ Inspector ရဲ့မိခိုးနေကြောင်းစိတ်လွတ်ကအယူတယောက်လိုအော်ဟစ်နေတဲ့ Master Janga ရဲ့အခြေအနေကိုအနားမှာစောင့်ကြည့်နေတဲ့ဒေါက်တာတမ်မာကဝင်ထိန်လိုက်ပြီးလူနာနဲ့ဆရာဝန်အကြားလုံပိုင်ခွင့်အာဏာကိုတုံးက Inspector ကိုထွက်သွားဖို့ပြောလိုက်ပါတယ်။လွယ်လွယ်နဲ့လမ်းမလျှော့ခြင်းနဲ့ Inspector ကတော့လုံခြုံရေးအတွက်အခြားရဲရရှိတယောက်ကိုအဆောင်ထားခဲ့လိုက်ပြီးခနဲ့တက်စကားတချို့ပြောကအခန်းပြင်ထွက်သွားခဲ့ပါတယ်။ Master Janga ရဲ့ဝီချဲကိုတုံးကအခန်းပြင်ထွက်လာတဲ့ဒေါက်တာတမ်မာကိုအဆောင်ရဲရရှိကလှမ်းထားလိုက်တဲ့အခါလူနာတယောက်အတွက်စိတ်ပန်းဖြီဖို့ကအရေးကြီးတာကြောင့်ပန်းကြံနဲ့သွားမှာဖြစ်ကြောင်းစိတ်မချလျင်လိုက်ခံနိုင်ကြောင်းတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဒေါက်တာတမ်မာဟာတစ်ချိန်ကယာရုကုံတွေကိုမမောခဲ့တဲ့တာမန်ဆရာဝန်တယောက်ဖြစ်ခဲ့ပြီးကလေးတယောက်ရဲ့အသက်ကိုကယ်တင်ပြီးတဲ့နောက်မိမိရဲ့ခံယူချက်တွေပြောင်းလဲခဲ့ရမှာယခုလိုဆရာဝန်ကောင်းတယောက်ဖြစ်လာခဲ့ပြီးလူတိုင်းဟာပြောင်းလဲနိုင်ကြောင်းနဲ့ဘဝတည်စားဖို့နောက်မကျသေးကြောင်း Master Janga ကိုအားပေးစကားပြောနေပါတယ်။ထိုစကားတွေကိုကြားလိုက်ရတဲ့ Master Janga တယောက်ကတော့အရာအလုံးတွေကျေးဇူးတင်ပြီးမိမိငယ်ငယ်ကလေးဘဝကစက်နာရီလေးတစ်လုံးကိုလိုချင်ခဲ့တာကြောင့်တမယိုးကြမဝင်နိုင်တဲ့အခြေအနေပါအယုတ်ဆိုင်ကိုဖောက်ထွင်းခဲ့ရမှာအဖမ်းခံခဲ့ရကြောင်းပြန်လည်ရင်ဖွင့်နေခဲ့ပါတယ်။နာရီလေးတစ်လုံးကိုလိုချင်ခဲ့ရမှာရာဇဝသားကောင်တယောက်ဖြစ်လာခဲ့ပြီးယခုချိန်မှာတော့မိမိလူတွေအားလုံးမကောင်းဆိုးဝါးဆိုသူရဲ့တပ်ဖြတ်ခြင်းခံလိုက်ရပြီဖြစ်ကြောင်းတုံရီစွာပြောဆိုနေတဲ့ Master Janga အပေါ်ဒေါက်တာတမ်မာဖြေသိမ့်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒေါက်တာတမ်မာနဲ့ Master Becker တို့ညအချိန်2ယောက်အတူလမ်းလျှောက်ထွက်လာကြရင်တနေရာရောက် Master Janga ကလေးဘွားကလိုချင်ခဲ့တဲ့အယုံနာရီလေးကိုတွေးလိုက်ရတာကြောင့်တတိတရားနဲ့ဝယ်ခဲ့လိုက်ပါတယ်။တစ်ဖက်မှာတော့ Master Janga ဟာဆရာလေးရဲ့စကားတွေကိုပြန်လဲကြားရောက်နေပြီးအပြည့်ဝင်ခံဖို့ဆုံးဖြတ်ချက်ချကရဲအရာ
ရှိစီကိုတွားခဲ့ပေမဲ့ထိုအရာရှိရာတကားဝမှာပဲတည်ဆုံးလို့နေပါတော့တယ်။နိုင်လေးကိုလက်ဆောင်ပေးဖို့ဒေါက်တာတန်မာဆေးရုံကိုရောက်ရှိခဲ့တော့လေအရာအလုံးကနောက်ကျသွားပြီဖြစ်ပါတယ်။တည်ဆုံးသူရဲရာရှိရဲ့ဘေးမှာတွေးလိုက်ရတဲ့ချူချင်းပွင့်ကြောင့်လွန်ခဲ့တဲ့9နှစ်ကလူသတ်မှုဖြစ်စဉ်ကိုသတိရသွားပေမဲ့ဆေးရုံမှာထွက်ပြေးသွားတဲ့မစ္စတာဂျန်ဂါကိုတွေးလိုက်ရတာကြောင့်အနောက်ကအပြေးလိုက်ခဲလိုက်ပါတယ်။အသုံးပြုခြင်းမရှိတဲ့အဆောက်အဦတင်နေရာရောက်မျက်ခြေပြတ်သွားခဲ့ပြီးမစ္စတာဂျန်ဂါရဲ့နာမည်ကိုကြောအော်ခေါ်ရင်အဆောက်အဦပေါ်တက်လာနေတဲ့ဒေါက်တာတန်မာကိုတက်မလာဖို့နဲ့ဒီမကောင်းဆိုးဟာဆရာလေးကိုပါတတ်မှာဖြစ်ကြောင်းမစ္စတာဂျန်ဂါတယောက်စိုးရိမ်နေကြီးအော်ဟစ်တားဆီးနေခဲ့ပါတယ်။ပြေးတဲ့သူနဲ့လိုက်တဲ့သူတို့တနေရာအရောက်မှာထိတ်တိုက်တွေ့ဆုံခဲ့ကြပြီးမစ္စတာဂျန်ဂါရဲ့ဘေးမှာတော့အခြားလူတစ်ယောက်ရှိနေပါတယ်။ထိုလူဟာလွန်ခဲ့တဲ့9နှစ်ကမိမိကဲတင်ခဲ့တဲ့အမွာကောင်လေးဂျိုဟန်မန်ဒေါက်တာတန်မာတီးလိုက်ရပြီးအဓိပ္ပာယ်မရှိရပဲထမ်းမလို့ဖို့တားပေမဲ့ဂျိုဟန်ကတော့အိတ်ကက်တဲကအသင့်ပါလာတဲ့တနက်ကိုထုတ်ယူလိုက်တာကြောင့်ကြောက်လန့်တကြားဖြစ်နေတဲ့မစ္စတာဒန်ဂါတယောက်ကတော့ဒေါက်တာတန်မာကိုသာထွက်ပြေးဖို့တဖွာဖွာအော်ပြောနေခဲ့ပါတယ်။စီးရုံကမကောင်းတဲ့ကောင်တွေကိုလည်းသူကိုယ်တိုင်တက်ပြေးခဲ့တာဖြစ်ပြီးဒါကြောင့်လည်းဆရာလေးဟာအခုချိန်ထိအဆင်ပြေပြေနေနိုင်ခဲ့တာဖြစ်ကြောင်းပြောလိုက်တဲ့ဂျိုဟန်ရဲ့စကားကြောင့်မိမိအရာအလုံးကိုဆွန့်လွတ်အဆုံးရှုံးခံကဲတင်ခဲ့တဲ့ကလေးတယောက်ဟာသူအေးတဲ့မကောင်းဆိုးဝါးတဲ့ကောင်လိုဖြစ်နေကြောင်းတီးလိုက်ရတဲ့ဒေါက်တာတန်မာကတော့ရှော့ရသွားခဲ့ပြီဖြစ်ပါတယ်။ပြပြဆူဆူနဲ့ဒေါက်တာတန်မာရှေ့မှာတင်မဲ့မစ္စတာဂျန်ဂါကိုမလုံးမရှက်သွေးအေးစွာနဲ့ပြစ်တက်လိုက်ပါတော့တယ်။ကိုယ့်ရဲ့ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုအချိန်တော်တော်ကြာတဲ့အထိမှန်တယ်လို့ပဲထင်နေတဲ့ဒေါက်တာတန်မာကတော့အခြေအနေအားလုံးကိုကြောက်လန့်တကြားငေးကြည့်နေုံမှတပါဘာမှတတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဖြစ်စဉ်အားလုံးကိုမတင်ငါတဲ့ပုံစံမျိုးနဲ့ပြန်လည်မေးခွန်းထုတ်နေတဲ့ Aspetta ကိုယခုချိန်ထိရှော့ရနေစေဒေါက်တာတန်မာတယောက်ကတော့ဘာမှတုံ့ပြန်နိုင်ခြင်းမရှိတာကြောင့်အနားယူကိုပြန်လွတ်လိုက်ပါတယ်။တေချာပြန်စဉ်းစားလိုက်လက်ခံလို့မရတဲ့ဘဝရဲ့အကြီးမားဆုံးအမှားတစ်ခုကိုလုံးမိခဲ့တဲ့ဒေါက်တာတန်မာကတော့အဆက်မပြတ်ကျနေတဲ့မိုးဆက်တွေနဲ့တူရက်တီနိုင်ခြင်းမရှိတဲ့ခြေထောက်တစ်စုံဟာလည်းမြေပေါ်သို့ဒူးထောက်လျက်သားကျသွားခဲ့ပါတော့တယ်။ဟိုက်ဒယ်ဘာတက္ကသိုလ်အတွင်းစပင်ဝါရောင်တဲ့မိန်းကလေးတယောက်ဟာအကြောင်းအရာတစ်ခုကြောင့်အလောတကြီးပြေးလွှားနေခဲ့ပါတယ်။တစ်ဖက်စာသင်ခန်းမှာတော့ပမောက္ခခရိုနယ်ကဆိုသူဟာဥပဒေဆိုင်ရာမေးခွန်းတစ်ခုကိုမိမိအတန်းသူအတန်းသားတွေကမေးမြန်းနေခဲ့ပြီးဘယ်သူမှဖြေဆိုနိုင်ခြင်းမရှိတဲ့အချိန်ထိုးစပင်ဝါရောင်တဲ့မိန်းကလေးရောက်လာပါတယ်။ဘယ်သူမှမဖြေနိုင်တဲ့ပမောက္ခရဲ့မေးခွန်းကိုအမောဆူနေတဲ့ကြားကမထင်မငေါ့ဖြေဆိုနိုင်လိုက်တာကြောင့်အခန်းတွင်းရှိလူအားလုံးအံ့အားသင့်သွားကြပါတယ်။ထိုမိန်းကလေးရဲ့နာမည်ကနီနာလို့ခေါ်ပြီးအတန်းစာတင်မကအိုက်ဂီတိုလို့ခေါ်တဲ့ကိုယ်ခဲပညာမှာလည်းထူးချွန်တဲ့မိန်းကလေးပါ။ကျောင်းသွားကျောင်းပြန်အချိန်မိုက်ပီဇာပို့နေလေးရှိပြီးအတန်းမင်းနောက်ကျတတ်တဲ့နီနာအဘဘကထူးချွန်ပြီးပြည့်စုံတဲ့မိန်းကလေးတယောက်ဖြစ်တာနဲ့အညီမိမိကိုခရက်နေတဲ့တက္ကသိုလ်ကရုပ်အလက်မြမီယောက်ျားအားလုံးကိုညီးလေးရှိပါတယ်။လီနာငင်းငံရတဲ့ကျောင်းသားတွေထဲမှာလွယ်နီကိုကြိတ်ကြိုက်ခဲ့တဲ့ညံလေးအောင်လိုစပင်အလဲဝဲတဲ့ကောင်ကထိတ်ဆုံးကပါပါတယ်။ဒီနေ့လီနာအိမ်ပဲရောက်တဲ့အခါမိမိလမ်းမှာတွေ့ခဲ့ရတဲ့ကော့စတူးဝတ်စုံတဲ့ကလေးတွေနဲ့ပတ်သက်ပြီးမိဘနှစ်ပါးကိုပြောပြတဲ့အခါအမေဖြစ်သူကနီနာငငယ်ကရိုက်ထားတဲ့ကော့စတူးဝတ်စုံတဲ့ဓာတ်ပုံလေးကိုထုတ်ပြပါတယ်။ထူးဆန်းစွာနဲ့နီနာကတော့ဓာတ်ပုံလေးကမိမိအပြင်လွန်ခဲ့တဲ့10နှစ်လောက်ကအကြောင်းအရာအားလုံးကိုမမှတ်မိနိုင်ဖြစ်နေခဲ့ပြီးအတွေးများစွာနဲ့အခန်းတွင်းဝင်လာတဲ့အခါကွန်ပျူတာအီးမေးလ်မှတစ်ဆင့်ဝင်လာတဲ့စာတချို့ကိုတွေ့လိုက်ရပါတယ်။ဘေးနဲ့စာပူးခံရတာပထမဆုံးချိန်မဟုတ်ပေမဲ့ထူးဆန်းတဲ့အရေးအသားကြောင့်တတိထားမိသွားခဲ့တော့လေစပင်းအလဲခွဲနဲ့ကောင်လိုပဲထင်လိုက်မိပါတယ်။တကယ်တော့နီနာဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုနှစ်ရှည်လာများစွာမြင်မဲ့နေခဲ့တာကြောင့်စိတ်ကူတုံးဆရာဝန်တယောက်နဲ့ကုသနေခဲ့တာဖြစ်ပြီးယခုအချိန်မှာတော့ပြန်လဲကောင်းမွန်စွာပြုနေပြီဖြစ်ပါတယ်။ညကအီးမေးလ်အကြောင်းစပင်းအလဲခွဲနဲ့ကောင်ကမေးကြည့်တဲ့အခါသူ့မှာအဲ့လောက်ဖြစ်မရှိကြောင်းအမှတ်တိုင်းဝန်ခံခဲ့တာကြောင့်ဘယ်သူဖြစ်နိုင်မလဲနီနာအတွေးများနေရပါတယ်။စာတင်ချိန်မှာတော့ပမောက္ခတယောက်ထုံးစံအတိုင်းတရားဥပဒေနဲ့ပတ်သက်တဲ့မေးခွန်းတချို့ကိုမေးမြန်းနေရမှတမီသားစုလုံးရက်ဆက်စွာတပ်ဖြတ်ခံလိုက်ရရဲဆိုတဲ့စကားလုံးကြောင့်နီနာဘာကြောင့်မှမသိတုန်လှုပ်သွားခဲ့ရပြီးအတန်းမြင်ထွက်တဲ့အထိစိတ်တွေမတည်ငြိမ်ဖြစ်နေခဲ့ရပါတယ်။ဒီဖြစ်ရကြောင့်အိမ်မြင်ရောက်တဲ့အထိစိတ်နှက်ကိုမကပ်ဖြစ်နေတဲ့နီနာတယောက်ခုလိုမျိုးကိစ္စဟာမိမိငယ်ဘဝနဲ့တခုခုပတ်သက်နေမှရိမ့်မိပေမဲ့ခေါင်းထဲဘာမှစဉ်းစားလို့မရတာကြောင့်အကျက်ရိုက်နေစဉ်ကွန်ပျူတာရဲ့အီးမေးလ်ကတစ်ဆင့်စာတချို့ဝင်လာခဲ့ပါတယ်။ဂျာမနီနိုင်ငံရဲ့ခလုံးမြို့တနေရာမှာတော့လွန်ခဲ့တဲ့9နှစ်လောက်ကဒီဒေသမှာဖြစ်ပွားခဲ့တဲ့အသက်ခံရသူမိသားစုအကြောင်းနဲ့ပတ်သက်ပြီးတမ္မာတယောက်တအိမ်ဝင်တအိမ်ထွက်လိုက်လံစုံစမ်းနေခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ဂျွန်ဟန်ရဲ့နာမည်အရင်ဟာမိုက်ကယ်ဖြစ်ကြောင်းနဲ့လွန်ခဲ့တဲ့6နှစ်လောက်ထိဒီမျိုးလေးမှာနေထိုင်ခဲ့ကြောင်းသိလိုက်ရတော့လေဘာအတွက်ဒီလိုတွေလုပ်နေမိမှန်းကိုနားမလည်နိုင်ဖြစ်နေစဉ်ဂျွန်ဟန်ရဲ့ညမအန်နာလေးကိုတတိယသွားပါတယ်။တစ်ဖက်ကနီနာလေးကတော့မိမိအီးမေးလ်မှာဝင်ထားတဲ့မကြခင်မေးချေလာခဲ့မယ်ဆိုတဲ့စာကိုဖတ်ကြည့်ရင်ဘာတူလဲဘာကြောင့်လဲဟုတယောက်တည်းမေးခွန်းထုတ်နေပြီးပါတယ်။တမ္မာတယောက်ကတော့အန်နာလေးရဲ့အကြောင်းကိုသိရဖို့နောက်ကျောင်းပြန်စုံစမ်းခဲ့တော့လေဘာသတင်းအစအနမှာထပ်မသိရတော့တဲ့အခြေအနေမှာလှည့်ပြန်တော့မယ်အလို့သူသိတယ်ဆိုတဲ့ဖိုးကြီးတယောက်ကိုတွေ့လိုက်ရပါတယ်။အထဲကိုဖိတ်ခေါ်ပြီးလက်ဖက်ရည်တိုက်တဲ့အဖိုးဟာဂျိုဟန်ငယ်စဉ်ကအင်မတန်ရင်းနှီးခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီးတမ္မာဆရာဝန်တယောက်ဖြစ်နေမှန်းကိုလည်းသိနေပါတယ်။အတိတ်ကစစ်ပွဲတွေနဲ့ပတ်သက်ပြီးတစ်ဖက်နဲ့တစ်ဖက်ရဲရဲဆက်ဆက်တပ်ဖြတ်ကြတဲ့အကြောင်းပြောတဲ့အခါဂျိုဟန်တယောက်ပုံမှန်ထက်စိတ်ဝင်စားနားထောင်လေးရှိပြီးသူ့မှာအရန်ချရတဲ့ညီမလေးတယောက်ရှိကြောင်းကိုပါအဖိုးစီကနေသိလိုက်ရပါတယ်။တေချာပေါက်ထိုးမိန်းကလေးဟာအန်နာဖြစ်ပြီးယခုအချိန်ဟိုက်ဒယ်ဘာမှာရှိနေကြောင်းနဲ့အန်နာအသက်20ပြည့်ရင်အကိုဖြစ်သူဂျို
ဟန်ကပြန်လာခေါ်မှာဖြစ်ကြောင်းကိုပါတန်မာသိခဲ့ရပါတယ်။အန်နာမိမိရဲ့အတိတ်ဘဝကိုမတ်မိနိုင်ခြင်းမရှိတော့တဲ့အပြင်ယခုနီနာအဖြစ်မွေးစားထားတဲ့မိဘနှစ်ပါးဟာလေတမီးလေးကိုဆွန့်လွတ်ရမယ့်အချိန်ရောက်နေမှသိနေခဲ့ကြပေမဲ့တန်ရောစင်ဖြစ်နေတဲ့မွေးစားသမီးလေးနီနာအပေါ်လက်မလွတ်နိုင်ဖြစ်နေခဲ့ကြပါတယ်။တစ်ဖက်ကနီနာအဖြစ်အန်နာလေးကတော့ကျောင်းမှာမိမိဟာစာဖို့တယ်လို့ထင်ရတဲ့ကျောင်းသားတဦးနဲ့တွေ့ဖို့စောင့်နေခဲ့ရမှာမကြခင်ပဲထိုကောင်လေးရောက်လာခဲ့ပါတယ်။အချင်းချင်းနာမည်တွေကိုမိတ်ဆက်နေကြစဉ်လေတချမ်းအဝေးမှာမိမိကိုစတိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံကိုအမတ်တမဲ့မြင်လိုက်ရပြီးထူးဆန်းတဲ့အရာတစ်ခုကိုခန်းစားလိုက်ရတဲ့နီနာကတော့ထိုနေရာမှာပဲသတိမေ့လဲကျသွားခဲ့ပါတော့တယ်။ဟိုက်ဒယ်ဘာမြို့ရဲ့သတင်းစာတိုင်းတစ်ခုကိုတန်မာရောက်ရှိခဲ့ပြီးတာဝန်ခံမော်ရာဆိုသူနဲ့တွေ့ဆုံခဲ့ပါတယ်။စလိမ့်မပြတ်ခင်းနေတဲ့155တာဝန်ခံဟာတန်မာပြောသမျှဖြစ်စဉ်အားလုံးကိုဝတ္ထုတစ်ပုဒ်ရေးဖို့လောက်သာထင်နေပြီးတန်မာကိုလည်းစောင်းမရခြင်းလို့လာတဲ့စာရေးဆရာတယောက်လိုမြင်နေပါတယ်။အလိုရှင်းပြလက်မခံပေမဲ့စုပ်ပြတ်တတ်နေတဲ့တန်မာအပေါ်ဂယုဏတက်မိတဲ့တာဝန်ခံမော်ရာကတော့နားအေးပြီးရောဆိုကအသေးစားနေ့စဉ်သတင်းစာတွေကစာမှုပိုင်းတွေထားရှိတဲ့အခန်းကိုလိုက်ပြပါတယ်။လိုချင်တဲ့စောင်းပါးကိုရပြီးအမြန်လစ်တော့ဆိုတဲ့တာဝန်ခံရဲ့စကားကိုပြန်ရှင်းပြနေလဲဒူးမှမဟုတ်တဲ့အတွက်ရတဲ့အခွင့်အရေးကိုအသုံးချကလွန်ခဲ့သော6နှစ်ခန့်ကပျောက်ဆုံးသွားတဲ့ဂျိုဟန်နဲ့ပတ်သက်ပြီးတခုခုသိရဖို့အတွက်တညာလုံးမွေနောက်ရှာဖွေနေလိုက်ပါတယ်။တစ်ဖက်မှာတော့နီနာခွန်အန်နာလေးဟာအရင်ရက်ကသူတတိမေလဲခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအတန်းဘော်တွေကိုဖောက်တယ်ချနေပါတယ်။သူ့ကိုစာပို့နေတာထိုเจ้าသားမဟုတ်မှန်သိလိုက်ရပြီးတတိမလစ်ခင်ကတွေးလိုက်ရတဲ့လူနဲ့ပတ်သက်လို့စိတ်ထဲခံစားလို့မကောင်းဖြစ်နေသေးတာကြောင့်ဆရာဝန်နဲ့သွားရောက်ဆွေးနွေးခဲ့ရာတခုခုထူးခြားနေတဲ့ခံစားချက်တွေရဲ့သဲလွန်စားကိုထူထူနဲ့တွေ့ရင်သိနိုင်မယ်လို့အန်နာထင်ခဲ့ပါတယ်။မိုးလင်းနေတာတော့ညကလူမပြန်သေးဘူးဆိုတဲ့စကားကြောင့်မာရာတယောက်ဒေါသတကြီးစာမှုခန်းထဲဝင်သွားကြည့်တဲ့အခါကလေးတယောက်လိုကျမ်းမြေပေါ်မှာအိမ်မောကျနေတဲ့တန်မာကိုတွေ့လိုက်ရပါတယ်။နှစ်ယောက်သားမနက်စာတူစားကြရင်ဦးလေးမော်ရာမှာသမီးလေးတယောက်ရှိပြီးအလုပ်ပေါ်ပဲအချိန်ကုန်နေလေးရှိတဲ့ယောက်ျားဖြစ်သူကိုစိတ်ကုန်လာတဲ့အမျိုးသမီးဟာသမီးလေးနဲ့အတူအိမ်မော်ကဆင်းသွားကြောင်းတန်မာသိလိုက်ရပါတယ်။နှစ်ဖက်တင်းမာနေတဲ့အခြေအနေကိုကိုယ့်ဘက်ကပဲအလျှော့ပေးကပြန်ခေါ်ဖို့နဲ့ဆက်လက်တွေလျှော့တောက်ဖို့တန်မာဝင်ဖျောက်ပြပေမဲ့ယောက်ျားတို့ရဲ့မာနတီကာမလျှော့မယ်ဆိုတဲ့ဦးလေးမော်ရာကတော့စားစရာရှိရာစားဖို့ဝင်ငေါက်ပါတယ်။တစ်ဖက်မှာတော့အန်နာလေးရဲ့မွေးစားအဖေနဲ့အမေဟာသမီးရင်တယောက်လိုတန်ရောစင်တွယ်နေတဲ့အန်နာလေးအပေါ်လက်မလွတ်နိုင်ဖြစ်နေကြပါတယ်။ထုံးစံအတိုင်းနောက်ကျမှပြန်ရောက်လာတဲ့အန်နာတယောက်အီးမေးလ်ကိုစစ်ကြည့်တဲ့အခါမနေ့ပြန်အန်နာရဲ့မွေးနေ့ည9နာရီတွင်ဟိုက်ဒယ်ဘာရဲတိုက်ရှိမှဆုံတဲ့စားတစောင်ကိုတွေ့လိုက်ရပါတယ်။ဦးလီမာရာနဲ့တန်မာတို့နှစ်ယောက်စကားလက်ဆောင်ကြနေကြပြီးတန်မာရဲ့စကားတွေကြောင့်အတွင်းထဲဝင်သွားတဲ့ဦးလီမာရာဟာမိမနဲ့ကလေးကိုပြန်ခေါ်ခဲ့ရင်လိုက်ကြမယ်ထင်လားမေးကြည့်တဲ့အခါဆက်လိုက်ပါဖြတ်မရမယ်ဆိုတဲ့စကားကြောင့်မခံကြည့်မခံတာဖြစ်သွားပါတယ်။ထိုစဉ်တန်မာတယောက်သူရှာနေတဲ့လွန်ခဲ့တဲ့6နှစ်ကလူပြောက်ကြော်ညာကိုတွေ့လိုက်ရပြီးရက်စွဲအရာဒီနေ့ဟာအန်နာလေးအသက်20ပြည့်တဲ့နေ့ဖြစ်ကြောင်းကိုပါသိလိုက်ရပါတယ်။မိမိရဲ့အတိတ်ဘဝကိုသိကျင်နေတဲ့အန်နာကတော့ကျောင်းပြန်နောက်ကျပြီဖြစ်ကြောင်းမိဘတွေကိုပုံဆက်ပြောကရဲတိုက်ရှိရာဦးတီထွက်လာခဲ့လိုက်ပြီးတစ်ချိန်တည်းမှာပဲဦးလေးမာရာနဲ့တန်မာတို့ဟာဟိုက်ဒယ်ဘာကအန်နာရဲ့မွေးစားမိဘတွေစီကိုလိပ်စာအတိုင်းလိုက်သွားနေကြပါတယ်။တန်မာအပေါ်ကူညီပေးနေတဲ့ဦးလေးမာရာဟာမိမိအတွေ့အကြုံရအမှုဖြစ်စဉ်တွေဟာအမုန်းတရားနဲ့လောဘကြောင့်မဟုတ်ပဲကလေးတယောက်ဟာဒီလိုမျိုးမလုပ်နိုင်ကြောင်းနဲ့ထိုလူသာသူ့ချစ်ပေါ်လာရင်ကိုယ်တိုင်တတ်မှာဖြစ်ကြောင်းတလန်းလုံးကျုံးဝါနေခဲ့ပြီးမကြခင်အန်နာရဲ့မိဘတွေရှိတဲ့နစ်ကာလန်အမတ်16နေအိမ်တို့ရောက်လာခဲ့ကြပါတယ်။တကားပွင့်နေ1986ခုနှစ်တုန်းကလူပြောင်းမှုဆိုတာနဲ့တင်တကားပြန်ပိတ်သွားပြီးမတီးဘူးမရှိဘူးဟုဘူးလုံးဆောင်ကမောင်းထုတ်နေကြစဉ်အန်နာလေးအနေရရှိနေပြီဆိုမှနှစ်ယောက်သားထိတ်လန့်တကြားထွက်လာကြပါတယ်။အန်နာသူ့တငယ်ချင်းတယောက်နဲ့တွေ့ဖို့ဟိုက်ဒယ်ဘာရဲတိုက်မှာချင်းဆိုထားတာကြောင့်ဒီနေ့အိမ်ပြန်နောက်ကျမှဖြစ်ကြောင်းသိလိုက်ရတဲ့အခါအကုန်ထိတ်လန့်သွားကြပြီးဘာမှရှင်းပြခြင်းမရတဲ့တန်မာတယောက်ဦးလေးမော်ရာရဲ့ကားတုပ်ကိုငားကအလောတကြီးထွက်လာခဲ့လိုက်ပါတယ်။ကြံခဲ့တဲ့ဦးလေးမော်ရာကတော့မတည်ဘူးနဲ့အသက်ရှင်လျက်ပြန်လာရင်သူတေချာပေါက်ဆေးလေးဖြစ်မှာဖြစ်ကြောင်းတန်မာကိုလှမ်းမာလိုက်ပြီးရဲကိုအကြောင်းကြားဖို့လုပ်တဲ့အခါဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတာကြောင့်ဘာမှလုပ်မရဖြစ်နေပါတယ်။ရဲတိုက်မှာစောင့်နေတဲ့အန်နာကတော့ချင်းဆိုထားတဲ့လူဟာနောက်ကျတဲ့အထိရောက်မလာသေးတာကြောင့်လက်ပြန်တော့မယ့်အလုံးမှာလူတယောက်ကလှမ်းတားလိုက်ပါတယ်။အသက်မဲ့ရဲ့မျက်နှာနဲ့ထူလူပါထွက်မသွားဖို့အထက်ခါခါပြောဆိုနေတာကြောင့်ကြောက်လန့်လာတဲ့အန်နာဟာခြေဦးတရာထွက်ပြေးခဲ့လိုက်ပြီးတဲ့နောက်ရဲတိုက်ထဲဝင်လာတဲ့တန်မာနဲ့ထိုက်တိုက်တွေ့ဆုံခဲ့ပါတယ်။အတင်းမိတ်ဆက်နေတဲ့တန်မာရဲ့စကားတွေကိုအန်နာတယောက်နားမလည်နိုင်ဖြစ်နေစဉ်မှာပဲနောက်ကပြေးလိုက်လာတဲ့လူရဲ့အလွတ်ဝင်တိုက်ခြင်းကိုခံခဲ့ရပါတယ်။ဥတီချမ်းမရှိပဲချွန်တက်တဲ့အရာနဲ့အယူတယောက်လိုတိုက်ခိုက်နေတဲ့ထိုယောက်ျားကိုအန်နာကပဲမိမိတက်ကြွထားတဲ့ကိုခံပညာလေးနဲ့ကူညီခဲ့တာကြောင့်တန်မာကန်ကောင်းသွားခဲ့ပါတယ်။အတင်းယုံကန်နေတဲ့လူကိုငကတိုင်နဲ့တွဲချီလိုက်ပြီးရဲ့နောက်မေကွန်းတချို့မေးကြည့်ရဲ့အခါသူ့ကိုခိုင်းစေတဲ့လူကအလုပ်တစ်ခုရှိလို့နောက်ကျမှဖြစ်ကြောင်းထွက်ဆိုတာကြောင့်ကြံခဲ့တဲ့ဦးလေးမာရာနဲ့အန်နာရဲ့မိဘတွေကိုတတိယသွားကရဲတိုက်အတွင်းမှာနှစ်ယောက်သားအမြန်ပြေးထွက်ခဲ့လိုက်ကြပါတယ်။တန်မာတို့ထွက်သွားပြီးတဲ့နောက်မကြခင်မှာပဲနောက်ကွယ်ကကြိုးကင်လူလို့ယူဆရတဲ့ထူလူရောက်ရှိလာပြီးချီနှောင်ခံထားရတဲ့သူဟာလည်းဝိညာဉ်လွတ်မတက်ကြောက်လန့်နေပါတော့တယ်။ဖြစ်စဉ်အားလုံးကိုအစားကနေအစုံတလုံးမကြံအောင်ရှင်းပြနေခဲ့ပေမဲ့နားမလည်နိုင်ဖြစ်နေတဲ့အန်နာလေးကတော့သူ့နာမည်ကနီနာဖြစ်ကြောင်းနဲ့တန်မကိုလည်းသူတခါမှမတီးခဲ့ဘူးကြောင်းပြန်လည်ညင်းဆိုနေပါတယ်။
ကားကိုလော်ကြီးမောင်းနေတဲ့တန်မာကိုဘာမှနားမလည်တဲ့အန်နာကမိခိုးနေဇက်တိုင်မေးနေခဲ့ပြီးဂျိုဟန်ဆိုတဲ့နာမည်ကိုကြားလိုက်ရတာကြောင့်ထိတ်လန့်သွားခဲ့ပါတယ်အိမ်ရှိရောက်တာနဲ့ကားထဲမှာအလင်းမြန်ပြေးထွက်ကဦးလေးမာရာရဲ့နာမည်ကိုအော်ခေါ်ရင်းအိမ်တကားကိုအဆက်မပြတ်ထုနှက်နေတဲ့တန်မာအားစိတ်ထဲမှာတခုခုကိုအစားပေါ်လာရင်ရှိတဲ့အန်နာကကြောင်ကြည့်နေမိပါတယ်မိန်းကလေးကိုခေါ်လာနိုင်ခဲ့ပြီဖြစ်ကြောင်းအော်ဟစ်ပြောဆိုနေရမှသူထွက်မသွားခဲ့စဉ်ရဲစခန်းကိုအကြောင်းကြားထားမယ်ဆိုတဲ့ဦးလေးမာရာရဲ့စကားကိုသတိရသွားတဲ့အခါဘေးပတ်ဝင်းချင်းကိုအကဲခတ်ကြည့်လိုက်ပေမဲ့ထူးခြားနေတဲ့ရေရောင်ကိုမတွေ့ရတာကြောင့်တန်မာစိုးရိမ်သွားခဲ့ပါတယ်တကားကိုဖွင့်ကမှောင်ပိန်းချနေတဲ့အိမ်အတွင်းရင်တထိတ်ထိတ်နဲ့ဝင်လာခဲ့လိုက်ပြီးပွင့်လျက်သားဖြစ်နေတဲ့အခန်းတစ်ခုထဲကိုဝင်ကြည့်လိုက်တဲ့အခါသွေးပြက်စရာနှိဋ္ဌာယုံမြင်ကွင်းကိုတွေ့လိုက်ကြရပါတယ်ဦးလေးမာရာအပါအဝင်အန်နာရဲ့မိဘတွေကရက်ဆက်စွာတက်ဖြတ်ခံထားရပြီးဒါကိုလက်မခံနိုင်တဲ့တန်မာကတော့ရုပ်အလောင်းတွေကိုအယူတယောက်ပေါ်မှာလိုက်လံလှုံနှိုးနေမိပါတယ်ဒီတော့အတွင်းမိမိအပေါ်ဆွေမျိုးရင်းချတယောက်လိုကောင်းပေးခဲ့တဲ့ဦးလေးမာရာအားအသက်ရှင်ဖို့ငိုယိုတောင်းဆိုနေခဲ့ပြီးဘေးနားကစီးကရက်ဘူးထဲမှာစိတ်လေးကိုထုတ်ယူကအသက်မဲ့နေတဲ့ဦးလေးမာရာရဲ့နှကမ်းမှာတိတ်ပေးလိုက်ပြီးမဲ့စိတ်လေးလေးဟာပြုတ်ကျသွားခဲ့ပါတယ်အရာအလုံးကိုမှတ်မိသွားတဲ့အန်နာဟာအကူဖြစ်သူဂျိုဟန်ကိုသူတက်ခဲ့ကြောင်းတဖဖရေယွန်းတုံလုံးနေတာကြောင့်တန်မာကပဲဝင်ထိန်ပေးလိုက်ပြီးအခြေအနေတွေရုံးရင်းဆန်ခံမဖြစ်ခင်ထွက်သွားဖို့ပြင်လိုက်ပြီးမဲ့တကားဝမှာတဲ့လူနှစ်ယောက်နဲ့ပတ်ပင်းတိုးခဲ့ပါတယ်။သတင်းရထားတာကြောင့်လာရောက်စုံစမ်းတဲ့အရာရှိဆောင်ထောက်တွေဖြစ်နေပြီးအိမ်တွင်းဝင်ရောက်စစ်ဆေးပြီးတဲ့နောက်အကူအညီတို့အခြားရဲတပ်ဖွဲ့ရောက်လာမှဖြစ်လို့တန်မာတို့ကိုတော့မျက်မြင်သက်သေအဒီနဲ့ဖြောင်းချက်ပေးရန်စကန်ကိုခေါ်သွားကြပါတယ်။အရာရှိဆောင်ထောက်တွေရဲ့မေးခွန်းကိုတောက်လျှောက်ဖြေလာရင်တစ်ဖက်မှာလည်းအန်နာလေးကိုနှစ်သိမ့်ပေးနေတဲ့တန်မာတယောက်ဟိုက်တယ်ဘာရဲစခန်းဟာမြို့လေကောင်မှာရှိပြီးမြို့ပတ်လမ်းကိုဦးတီမောင်းနေတဲ့ကားကြောင့်မေးခွန်းထုတ်ကြည့်တဲ့အခါမန်ဟန်မြို့ရဲစခန်းကိုသွားနေတာဖြစ်ကြောင်းအရာရှိကဆိုပါတယ်။ဖုန်းလမ်းဖြတ်တောက်ထားပေမဲ့သတင်းရလို့ရောက်လာတာဆိုတဲ့စုံတော့နှစ်ဦးဟာတည်ဆုံးသူတွေကိုဒီတိုင်းထားပစ်ခဲ့တာကတကြောင်အရေးပေါ်အခြေအနေမှာတော့အုံအောင်မဆွဲပဲမောင်းနေလာတဲ့ရဲကားကြောင့်တမန်တန်တရားဝင်သွားပြီးအကဲခတ်ကြည့်လိုက်တဲ့အခါနှုတ်ခမ်းမွေးနဲ့စုံတော့အင်ဂျီမှာပေကျန်နေတဲ့သွေးစားတချို့ကိုတွေ့လိုက်ရပါတယ်။လှည့်စားခံလိုက်ရပြီးဖြစ်ကြောင်းသိလိုက်ပြီးမြဲဘာလို့လုံးရမှန်းမသိဖြစ်နေချိန်အရေးပေါ်အခြေအနေတစ်ခုအတွက်ပိတ်ဆို့စစ်ဆေးနေတဲ့အခြားနယ်ခံရဲအဖွဲ့ကတားဆီးလိုက်တာကြောင့်ကားကိုရပ်ပေးလိုက်ရပါတယ်။စုံတော့တွေနဲ့ရဲတွေအချင်းချင်းမိတ်ဆက်နေကြစဉ်မိန်းကလေးအတွက်လေကောင်းလေတန်းရဖို့လိုတာကြောင့်အပြင်ခဏထွက်ဖို့တောင်းဆိုလိုက်ပြီးတခုခုလုံးဖို့ကြံစီနေတဲ့အချိန်အစင်ပြေလားဒေါက်တာဆိုတဲ့အရာရှိရဲ့မေးခွန်းကြောင့်သူဆရာဝန်ဖြစ်ကြောင်းတစ်ခါမှဖွင့်မပြောခဲ့ဘူးဆိုတဲ့တန်မာကိုဖမ်းဆီးဖို့လုပ်ခဲ့ကြပြီးမြဲအန်နာနဲ့တူတရားပေါ်ကနေမြစ်သေးကိုခုန်ချသွားပါတယ်။မိရင်နဲ့အတူအေးဆက်နေတဲ့ရာသီဥတုကြောင့်နေပူစာလုံနေတဲ့အန်နာအတွက်ကော်ဖီပူပူလေးနဲ့စားစရာတချို့ကိုယူလာပေးကစို့စွနေတဲ့အဝတ်စားတွေကိုအရင်သွားလဲဖို့တန်မာကတတိပေးပါတယ်။အန်နာတို့မော်နမနဲ့ရောက်ဂျာမနီနယ်စပ်ကိုဖျက်လာခြင်းကစပြီးမိမိတို့အပေါ်အလွန်ကျင်နာတဲ့ဦးလေးနဲ့အတော်အပါအဝင်ပတ်သက်သမျှလူတိုင်းဟာတနည်းမဟုတ်တနည်းတေဆုံးခဲ့ကြရပြီးအားလုံးဟာအကူဖြစ်သူရဲ့လက်ချက်ဖြစ်ကြောင်း live လင်မယားတေဆုံးစဉ်ကအန်နာတီးခဲ့ရပါတယ်။စိုက်ကိုပတ်ဖြစ်နေတဲ့အကူရင်းကိုအဆုံးသတ်ပေးရန်တနက်နဲ့ချိန်ရွယ်လိုက်တဲ့အခါခေါင်းကိုတက်ပစ်ဖို့နဲ့ပြီးရင်တနက်ကိုပတင်းပေါက်ကနေလွှင့်ပစ်လိုက်ဖို့ရေမောင်းရင်ပြောဆိုနေတဲ့အကူဖြစ်သူကိုမိမိလက်နဲ့ထိုးနေရမှာပစ်တက်ခဲ့တော့လဲပြန်လဲရှင်တန်ခွန်ပေးခဲ့တဲ့တန်မအပေါ်မင်းကွန်းထုံနေမိပါတယ်။မိမိရဲ့အဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဖြစ်လာတဲ့အကျိုးဆက်အပေါ်အပြစ်ရှိစိတ်ဝင်နေတဲ့တန်မာကတော့သူကိုယ်တိုင်ပဲတာဝန်ယူဖို့ဆုံးဖြတ်ကငိုကြွေးနေတဲ့အန်နာကိုအနာဂတ်အတွက်သာအာရုံစိုက်ဖို့အားပေးစကားပြောပြီးတဲ့နောက်ဟိုက်တယ်ဘတ်ရဲစခန်းကိုသွားမှဖြစ်လို့ဂျိုဟန်ရဲ့အနေရရှိနေတဲ့အန်နာကိုတစ်သားအိမ်လေးအတွင်းဝင်ပုန်းနေဖို့တတိပေးကထွက်လာခဲ့လိုက်ပါတယ်ဟိုက်တယ်ဘာရဲစခန်းရှိမှာတော့မီဒီယာသမားတွေရဲ့အမေးကြောင့်တိုင်ပတ်နေတဲ့အရာရှိတဦးကိုတွေ့လိုက်ပြီးလူအုပ်ကြားအတင်းတိုးဝေကတွားရောက်အတီးပြီးဖို့ကြိုးစားခဲ့ပေမဲ့ယမန်နေ့ကစုံတော့အရာရှိ2ဦးရောက်လာတာကြောင့်တန်မာနောက်ကျောင်းပြန်လဲခဲ့ရပါတယ်ပွက်လောရိုက်နေတဲ့သတင်းဌာနအတွင်းဖုံးလာကိုင်းတဲ့ဝန်ထမ်းတဦးကအရေးကြီးတဲ့သတင်းဆိုတာကြောင့်အားလုံးကိုတိုးနေဖို့အော်ပြောလိုက်ပါတယ်။ဘာနာကြီးကြရင်မျက်မြင်သက်တွေတယောက်ဌာနကိုရောက်လာပြီးသတင်းပေးမှဖြစ်လို့ရဲကိုအကြောင်းမကြားဖို့မှာကဖုံးချလိုက်တဲ့တန်မာတယောက်ဘသူ့ကိုမှယုံလို့မရတော့တဲ့အခြေအနေမှာသတင်းစာတွေထည့်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ခေါင်းငိုက်ဆိုင်ချပြီးလက်ပြန်တော့မယ်အလို့မြေပြင်ပေါ်မှာကျနေတဲ့သတင်းစာတစ်စောင်ကိုတွေ့လိုက်ရပြီးခေါင်းကြီးပိုင်းမှာတော့မိမိအချိန်တိုတွင်တန်ရောစင်ဖြစ်ခဲ့တဲ့ဦးလေးမာယာရဲ့တည်ဆုံးမှုသတင်းဖြစ်နေပါတယ်ဟိုက်တယ်ဘာရဲစခန်းမှာတော့အခွင့်မရပဲဝင်လာတဲ့ Espector လမ်းကြီးကိုအခြားစုံတောင်းတွေကစောတကားတက်နေကြပြီးရဲတိုက်မှာဖြစ်ပွားခဲ့တဲ့အမျိုးသားတစ်ယောက်ရဲ့တေဆုံးမှုအပေါ်စိတ်ဝင်စားနေတဲ့ Espector ဟာဓပုံတွေကတေဆုံးသူရဲ့လက်မှာချီနှောင်ခံထားရဟန်ရှိတဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးမေးကြည့်တဲ့အခါဘာကြိုးဘာသဲလွန်စားမှမတွေ့ခဲ့ကြောင်းဆိုပါတယ်တခုခုဆိုရင်အစားကနေအစုံတန်တရားမကင်းတတ်တဲ့ Espector ကတော့အခင်းဖြစ်ပွားရရဲတိုက်အတွင်းကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့လိုက်ပြီးချုပ်တစ်ခုချာမှနေကတိုင်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်
တစ်ဖက်မှာတော့အခြေအနေမကောင်းလို့ပြန်လှည့်လာတဲ့တန်မာတယောက်မိမိထားခဲ့တဲ့နေရာမှာအန်နာကိုမတွေ့လိုက်ရတာကြောင့်ပူထူသွားခဲ့ပြီးတစ်သားအိမ်လေးအတွင်းဝင်ကြည့်တဲ့အခါစပွဲပေါ်ကစားစရာတချို့နဲ့အန်နာခြံထားခဲ့တဲ့စားတစ်စောင်ကိုတွေ့လိုက်ရပါတယ်။ဆရာဝန်တယောက်အနေနဲ့လှုပ်တင်တာကိုလှုပ်ခဲ့တာဖြစ်လို့ကိုအပြစ်မတင်ဖို့နဲ့တေချာပေါအသက်ရှင်အောင်နေပြီးလူတွေကိုကယ်တင်ပေးဖို့ရေးထားခဲ့တဲ့အန်နာရဲ့အမှားစာကိုဖတ်ကအသားညက်ပေါင်မှုကိုယူဆလိုက်ရင်ဝမ်းနည်းစွာငုံမိလိုက်ပါတယ်။အန်နာဟာသူပြီးမတတ်နိုင်တဲ့အရာတစ်ခုကိုအဆုံးသတ်ဖို့ထွက်သွားခဲ့တာဖြစ်ပြီးတမ်မာဟာလည်းမိမိတာဝန်တိုင်းဆရာဝန်တယောက်အနေနဲ့အသက်ရှင်ဖို့ဆုံးဖြတ်ကအိမ်ကိုသာပြန်ခဲ့လိုက်ပါတော့တယ်။ဖွဲ့စည်းပုံလွဲနေတဲ့သွေးကြောမကြီးအတွင်းသွေးလွတ်ကြောမှန်သမျှဖျက်ပစ်ကသွေးပြန်ကြောတွေကိုပြန်လည်ထိန်းထားပြီးတဲ့နောက်ဗတီတရားတွေစတင်ပြန်ပွားရာ9 test လို့ခေါ်တဲ့အစိပ်ပိုင်းကိုအချိန်မီဖျက်ထုတ်နိုင်ခဲ့ကြပြီး operation ကိုအောင်မြင်ခဲ့ကြတဲ့ဆရာဝန်တွေဟာအနားယူပြီးနောက်ပိုင်းအရင်ကတည်းကပုံမှုထူးချွန်လာတဲ့ဒေါက်တာတမ်မာကိုလက်ဖျားခါလောက်အောင်ချီးကျူးနေကြပါတယ်။ဒါနောက်ဆုံးမဲဆိုတဲ့တမ်မာရဲ့စကားကြောင့်ဆရာဝန်ကြီးကြောင်တောင်ဖြစ်သွားစေဘာမှမဟုတ်ကြောင်းသာပြန်ပြောပြီးလှည့်ထွက်ခဲ့လိုက်ပါတယ်။ရှုပ်ပွားနေတဲ့အခန်းမှာနေကင်းကြောင်တောင်မူးယူနေတဲ့အဘာတယောက်လက်ထဲကအရက်ခွက်လွတ်ကျသွားတဲ့အခါမှသတိပြန်ဝင်လာပြီးမျက်လုံးကိုစုံမိတ်ပြန်အိပ်ဖို့ကြိုးစားခဲ့ပေမဲ့ရီစားဟောက်ကန်ဆိုတမ်မာနဲ့အတူဖြတ်တန်းခဲ့မှုရဲ့အတိတ်ကပုံရိပ်တွေကြောင့်အိမ်မရတဲ့အစုံထပ်တောက်ဖို့အတွက်ဖန်ခွက်ကိုကောက်လိုက်တဲ့အခါတမ်မာနဲ့အတူတွဲရိုက်ထားတဲ့တပ်ပုံလေးကိုမြင်လိုက်ရပါတယ်။ရင်ထဲကပူလောင်မှုကိုအယ်ကိုဟောနဲ့ငိမ့်တက်ဖို့ရက်ခွက်ကိုဖြည့်နေစဉ်အပြင်ကအဆောင်အားမရမကဝန်ကွန်တောင်းနေတဲ့စူညံတန်တွေကြောင့်တမ်းမေးကြည့်တဲ့အခါအဘာကိုတွေးဖို့လာတဲ့ BKA ကအရာရှိ Aspetta လန်ကြီးဖြစ်နေပါတယ်။အဆောင်ကိုထွက်သွားခိုင်းလိုက်ပြီးတဲလို့စားတေးသေးလေးတောင်မရှာနိုင်ခဲ့တဲ့စုံထောက်ကြီးကဘာများလိုချင်လို့ရောက်လာတာလဲဟုမေးတဲ့အခါဖခင်တေဆုံးသွားတာတောင်အမွေတွေကိုကောင်းကောင်းထိမ့်သိမ်းထားနိုင်လို့ထင်ကြီးမိပေမဲ့အခုကအရင်ထက်ပိုပြီးအဆင်ပြေနေပုံရကြောင်း Aspetta ကဆိုပါတယ်။ဘာကိုဆိုလိုချင်တာလဲသဘောပေါက်တဲ့အဘာကဖခင်ထားခဲ့တဲ့အမွေတွေအပြင်ကွာချင်းပြီးရလာတဲ့ပစ္စည်းတွေကြောင့်အခုဆိုရင်သူလိုချင်တာမှန်သမျှအကုန်ရနေနိုင်ပြီဖြစ်ကြောင်းနဲ့ Aspetta လိုချင်တာရှိရင်လည်းယူသွားနိုင်ကြောင်းပြန်လဲခြေပပါတယ်မိမတယောက်နဲ့စကားတွေထပ်မများခြင်းနဲ့ Aspetta ဟာလာရင်ကိစ္စအတိုင်းသူရှာတွေ့ခဲ့တဲ့နေကတိုင်းကိုထုတ်ပြက9နှစ်တောင်ကြာပြီဆိုတော့မှတ်မိနိုင်မှုခက်ခဲပေမဲ့ဈေးကြီးတဲ့ဒီနေကတိုင်းလေးဟာစိုက်တဆိုင်ရဲ့ဝယ်နေကြအထူးကက်စတမာတွေအတွက်အကန့်အသတ်နဲ့ထုတ်ထားတဲ့ပစ္စည်းဖြစ်တာကြောင့်ဖောက်တဲ့စင်းကိုစစ်ကြည့်တဲ့အခါအဘာရဲ့နာမည်ကိုတွေ့ခဲ့ရပြီးလူတက်မှုတစ်ခုနဲ့ပတ်သက်နေတဲ့ဒီပစ္စည်းကိုတယောက်အားလက်ဆောင်ပေးခဲ့ဘူးလားဟုတက်တယ်ပဲမေးလိုက်ပါတယ်မိမိအနာငွေမျက်နှာကြောင့်ချင်းကက်လာတဲ့ယောက်ျားများစွာရှိပြီးလက်ဆောင်ပေးခဲ့ဘူးရဲ့ယောက်ျားတွေလည်းတပုံကြီးရှိတာကြောင့်မမှတ်မိကြောင်ပြောပေမဲ့ထပ်မံဖိအားပေးနေတဲ့အခါတိုက်တူးသမားတွေနဲ့ပတ်သက်ပြီးဘာမှမမှတ်မိခြင်းဘူးဟုဆိုကအမှုသမားပြီး Aspetta ပဲမြားဦးလဲကရစ်နေတာကြောင့်နောက်မှတွေ့မယ်ဟုနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်ပါတယ်ကြံခဲ့တဲ့အဘာကတော့အရက်ခွက်ကိုမော့တောက်ရင်တမ်မာနဲ့တူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ကနောက်ဆုံးအနေနဲ့မိမိစီကိုအာကိုကြီးပြေးလာတဲ့တမ်မာအပေါ်ခါသီးစွာလစ်လျူရှုခဲ့မိရဲ့လွန်ခဲ့တဲ့9နှစ်ကအဖြစ်အပျက်ကိုစဉ်းစားရင်တခုခုကိုအတွေးရသွားတာကြောင့်အဆောင်ကိုကားတင်ပြင်ထားဖို့မှာလိုက်ပါတယ်အစ္စလာဆေးရုံတွင်ဂျမန်နီးကအောင်မြင်ခဲ့တဲ့ခွေးဆေးမှုကြောင့်ပြန်လည်ကျန်းမာလာတဲ့အဖိုးအိုဟာသူသမီးရဲ့မင်္ဂလာဆောင်ကိုတတ်နိုင်တော့မှဖြစ်လို့ဒေါက်တာတမ်မာကိုကျေးဇူးတင်နေခဲ့ပြီးဆရာလေးသာရှိရင်ရေးတွေမြစ်တူရဲ့မင်္ဂလာဆောင်ကိုပါတတ်နိုင်မှဖြစ်လို့ဆေးရုံကထွက်မသွားရင်တောင်းဆိုနေစဉ်အတွေ့ရောက်နေကြောင်းလာပြောတဲ့နတ်စမကိုဒူနာကြီးတော့မှဖြစ်တာကြောင့်ပြန်ဖို့ပြောခိုင်းလိုက်ပေမဲ့တကားဝမှာမိမိအားရက်ဆောင်နေတဲ့အဘာကိုတွေးလိုက်ရပါတယ်။နှစ်ယောက်သားအချင်းချင်းမိတ်ဆက်ကြရုံမှတပါဘာမှပြောစရာမရှိဖြစ်နေကြစဉ်သမီးရီစားဘွားကဖြတ်တန်းခဲ့ပုံတွေကိုပြန်လဲအစားဖို့ဖို့ကြိုးစားနေတဲ့အဘာရဲ့စကားတွေကိုစက်နားမထောင်ကျင်တော့တာကြောင့်အချိန်မရတော့ဘူးဟုဆိုကရှောင်ထွက်သွားတော့မယ်အလို့အဘာကတားလိုက်ပါတယ်အဖြစ်ပြက်များစွာကိုကြော်ဖြတ်လာခဲ့ပြီး9နှစ်ကြာခဲ့တဲ့နောက်အိမ်အောင်30ကွာရှင်းပြီးတာတော့တစ်ချိန်ကမိမိဆွံ့ပစ်ခဲ့တဲ့တမ်မအပေါ်လက်မလွတ်နိုင်သေးပဲအခုထိချစ်နေသေးတာကြောင့်အစားကပြန်စားဖို့တောင်းဆိုနေခဲ့တော့လဲတမ်မာကတော့ခန်းစားချက်ကိုနားလည်ပြီးမဲ့တောင်းပန်ပါတယ်လို့သာပြန်ပြောခဲ့ပါတယ်အစောပိုင်းကရဲရရှိတူဟူဟာမိမိလက်ဆောင်ပေးခဲ့တဲ့နေကတိုင်းနဲ့ပတ်သက်ပြီးလူတက်မှုတွေတန်တရားရှိကြောင်းလာရောက်စစ်ဆေးခဲ့စဉ်ကဘာမှဖွင့်ဟခြင်းမရှိခဲ့ပဲပြောတဲ့အတိုင်းလုပ်ရင်လိုဝက်ချက်ကိုထိမ့်သိမ်းထားပေးမယ်ဆိုတဲ့အဘာရဲ့စကားကိုပြန်လက်တုံးပြန်ခြင်းမရှိပဲထပ်မံကြောခိုင်းသွားခဲ့တဲ့တမ်မအားရဲစခန်းမှာအကုန်လုံးကိုဝန်ခံလိုက်တော့မှဖြစ်ကြောင်းအယူတယောက်လိုလိုက်လံအော်ပြောနေမိပါတယ်လူကျင်နာကိုရအောင်ယူတတ်ပြီးမပိုင်ဆိုင်ရရင်ဒုက္ခပေးမဲ့အညိုးကြီးတဲ့အမျိုးသမီးတို့ထုံးစံအတိုင်းရဲစခန်းမှာဝန်ခံချက်ပေးခဲ့တဲ့အဘာကို Aspetta ကပူပေါင်းမှုအတွက်ကျေးဇူးတင်စကားပြောဆိုနေပြီးတမ်မာကိုလည်းလူသက်မှုတွေတန်တရားရှိသူဖြစ်တွားရောက်ဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းနှုတ်ထွက်စာတင်နေတဲ့တမ်မာကိုလက်မလွတ်ချင်တဲ့ဒါရိုက်တာကပြန်စင်းစားဖို့ဖြောင်းပြနေပေမဲ့သတိမထားမိခင်မှာပဲအခန်းထဲကထွက်သွားခဲ့ပြီးတားဆီးဖို့လုပ်နေစဉ်ဝင်လာတဲ့ဖုန်းကိုကင်လိုက်တဲ့အခါတမ်မာဟာလူသက်မှုတွေတန်တရားရှိသူဆိုတာကြောင့်ဒါရိုက်တာဆွန့်အားသွားခဲ့ပါတယ်။
အချိန်ကိုက်ဆိုသလိုအစပါတာနဲ့ရဲတပ်ဖွဲ့ဟာတမ္မကိုဖမ်းဆီးဖို့အစ္စလာဆေးရုံကိုရောက်ရှိလာကြပြီးဆေးရုံအတွင်းလိုက်လံရှာဖွေနေကြစဉ်ပိတ်ဆို့တားဆီးနေတဲ့လူနာချို့ကိုတွေ့လိုက်ရတဲ့အခါဝတ္တရားကိုမနှောက်ယှက်ဖို့တတိပေးလိုက်ပေမဲ့ဒေါက်တာတမ်မာဟာလူသက်သမားမဟုတ်ကြောင်းဝိုင်းဝန်းထောက်ခံနေတာကြောင့်အစပါတာတို့အဖွဲ့လုံးရကန်ရခတ်နေကြပါတယ် ထိုစဉ်ဆေးရုံရဲ့အခြားတစ်ဖက်ကနေမောင်းထွက်သွားတဲ့လူနာတင်ကားတစ်စီးကိုဘယ်သူမှသတိမထားမိလိုက်ကြပဲ။ဘာကြောင့်မှမသိရွဲတွေရောက်လာတဲ့ဆိုတဲ့ driver ကိုအကြောင်းရှိလို့ပဲနေမှာဟုပြန်ပြောလိုက်တဲ့တမ်မာကတော့ဂျိုဟန်ကိုကယ်တင်ပြီးချိန်ကစပြီးယခုချိန်ထိဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအားလုံးရဲ့အခြေတီဟာအစ္စလာမ်မမိုရီရဲ့ဆေးရုံကြီးကိုငေးကြည့်နေမိပါတော့တယ်။ 9 လကြာခဲ့ပြီးနွေရာသီတစ်ခုတွင်အပူရှိန်တငွေ့ငွေ့ထောင်းထားနေတဲ့ကားလမ်းမအပေါ်ခုံမောင်းလာတဲ့ကားတစ်စီးအတွင်းမိမိဓာတ်ပုံနဲ့တကွဘာရာမျိုးစုံတဲ့တေဆိုးမှုတရခန့်ဖြစ်ကြောင်းဖော်ပြထားတဲ့လွန်ခဲ့တဲ့3ရက်ကသတင်းစာကိုဖတ်နေတဲ့တမ်မာတယောက်ဝတ်စုံရှည်ကြီးနဲ့မပူဘူးလားဟုမေးနေတဲ့ကားမောင်းသမားကိုပြန်လည်တုံ့ပြန်ခြင်းမရှိပဲဘာရာမျိုးမှာအသိရှိလို့လားဟုထပ်မေးတဲ့အခါတေချာပေါက်ရှိပြီးစုံမဲမစုံဘူးမတေချာပေမဲ့သွားမှဖြစ်မဲ့ဟုဆိုကအသစ်ဆောင်လာတဲ့တနက်ကိုစမ်းကြည့်နေမိပါတော့တယ်မပြတ်ရွာသွန်းနေတဲ့မိုးရေစက်တွေအကြားဂါဝင်ပန်းရောင်တဲ့မိန်းကလေးတယောက်ဟာဂဆန်ရဲစခန်းရဲ့ရှေ့ကလစ်ကတစ်တွေအတိုင်းနှိမ့်ကြီးမြင့်ကြီးခုံပေါက်စော်ကစားနေပါတယ်စခန်းအတွင်းမှာတော့ပြင်သစ်ကြီးသားစစ်သားအောင်တူဖြစ်တဲ့အပြင်အာဖဂန်နစ္စတန်တပုံပြောက်ကြားတပ်ဖွဲ့မှတာဝန်ထမ်းဆောင်ခဲ့ရုံမကမိုးဆက်လှုပ်ဝက် operation မှာအစ္စလမ်စစ်သွေးကြွတွေကိုလှုပ်ကြံရန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ခြင်းစားတဲ့မှတ်တမ်းတွေရှိတဲ့စစ်သားဟောင်းတူကိုအစပတာလန်ကြီးကစစ်ဆေးမေးမြန်းနေပြီးတမ်မာရဲ့ဓာတ်ကုန်ကိုထုတ်ပြတဲ့အခါမိမိတင်နန်းသားတွေနဲ့ပတ်သက်ပြီးဘာမှထုံးမပြောနိုင်ကြောင်းဆိုပါတယ်လွန်ခဲ့သော9 လခန့်ကတောအုပ်အတွေ့ရှိစစ်သားဟောင်းဦးကိုဗန်းနဲ့ရဲ့တင်နန်းကျောင်းကိုတမန်ရောက်ရှိလာပြီးကိုခံပညာနဲ့တိုက်ခိုက်ရေးတင်မေးရန်တောင်းဆိုခဲ့ပါတယ်။မသိတဲ့သူထက်သိတဲ့သူကပိုပြီးတင်ပြရခတ်တာကြောင့်ဗန်းနဲ့ထံလာရောက်တင်ကြားသူတိုင်းဟာအတွေ့အကြုံရှိပြီးသားသူတွေဖြစ်တာနဲ့အညီမိမိတို့သိထားသမျှတက်ကြွထားသမျှကိုမေ့ကလက်ရှိကိုသာအယုံဆိုင်ဖို့အတန်တန်သတိပေးရပြီးမဲ့တနတ်တောင်မကင်ဘူးပဲမိမိထံတင်နန်းတက်ချင်သူဟာတမန်ပထမဆုံးဖြစ်ကြောင်းရှင်းပြပါတယ်။မိမိကိုယ်တိုင်ဘာတွေလုံးလို့လုံးနေမိမှန်းတော့မသိတော့တဲ့တမန်တယောက်ဖြစ်တည်မှုတိုင်းပေါ်မင်းသားတူဝင်နေစဉ်ဆရာဘန်းနဲ့ရောက်လာပြီးကျိုးတစ်ချောင်းပေးကအခြေခံလေ့ကျင့်ရေးဖြစ်တဲ့ကျိုးကုန်ချင်းကိုပထမဆုံးစလုပ်ရန်ပြောပြီးတဲ့နောက်မလန်းမကန်းကနှစ်ပူးပြောင်ပြောင်တဲ့မိန်းကလေးကိုညွှန်ပြလိုက်ပါတယ်။အ ਨੇ ဆုံးတဲအိတ်လောက်တော့ထိုးရမယ်ထင်ထားပေမဲ့ကျိုးခုတ်လေးချင်ကန်ဆိုတာကြောင့်ကြောင်အန်းဖြစ်နေတဲ့တမ်မာအားဆရာဘန်းနဲ့ကစရန်တတိပေးလိုက်ပြီးတင်နန်းသားအစ်စ်လေးကိုဇက်တိုက်မောင်းနေတာကြောင့်တမ်မာတလွဲတချော်ရေးဖြစ်နေပါတယ်တနေကုန်သွားပြီးတဲ့နောက်လက်ချက်ပဲကင်လာတဲ့ဆရာဝန်ပြီးပထမရက်မှာတင်ဘုံဘုံလဲနေတဲ့တမ်မာအားရှူတူတူစိုက်ကြည့်နေတဲ့မိန်းကလေးကိုစောင့်ကြည့်ဖို့တာဝန်ပေးထားတာလားမေးတဲ့အခါဘာမှတုံ့ပြန်ခြင်းမရှိတာကြောင့်ခဏအနားယူပြီးသူဆက်လုံးမှာဖြစ်ကြောင်းရှင်းပြပါတယ်ထိုစဉ်အစာလာရှာတဲ့စူးရိုင်းငှက်ကလေးကိုနှစ်ယောက်သားစိုက်ကြည့်နေကြပြီးຫນွေဦးရဲ့လေယူးတွေအကြားတင်မထူးနေမထူးအခြေအနေမှာရှိနေပေမဲ့ရှင်သန်နေစဉ်အချိန်အတွင်းအကျိုးရှိမဲ့တစုံတရာကိုလုပ်ဖို့ဆုံးဖြတ်ချက်ချထားတဲ့တမ်မာကတော့အသိစိတ်ကပ်ကလေ့ကျင့်ခန်းကိုဆက်လုပ်နေခဲ့ပါတယ်ဇွန်ကင်းတမ်မာတပါတိတ်ဆိတ်နေတဲ့ညစာစားပွဲအတွင်းအစာမစားနိုင်ဖြစ်နေတဲ့တမ်မာကိုအစားတောက်ကလည်းလေ့ကျင့်ခန်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းဆရာဘန်းတက်ကတတိပေးတာကြောင့်စုပြုတ်ကိုငုံတောင်းနေစဉ်အရင်ပြင်းနေတဲ့မိန်းကလေးကစပွဲဝိုင်းမှာထထွက်သွားပါတယ်အခန်းတကားကိုစောင့်ပိတ်သွားတဲ့ထိုကလေးမရဲ့အပြုအမူတွေဟာထူဆန်းနေတာကြောင့်တမီလာမြီးလာဟုမေးကြည့်တဲ့အခါတခါကစစ်စင်ရေးတစ်ခုမှာမလွဲမရှောင်သာတဲ့အသက်အန္တရာယ်အခြေအနေတစ်ခုကြောင့်ထိုမိန်းကလေးရဲ့ရှိပါတဲ့အမေဖြစ်သူကိုပြစ်တက်ကကြံခဲ့တဲ့မိန်းကလေးကိုမိမိနဲ့အတူခေါ်လာချိန်မှစလို့ယခုချိန်ထိတခါမှမပြုံးမရဘူးကြောင့်ရှင်းပြကတမ်မာကိုလည်းတနက်ကန်ရင်ဒီလိုအဖြစ်မျိုးတွေကြုံတွေ့ရမှာဖြစ်လို့လက်မခံနိုင်ရင်အစကတည်းကမကင်တင်ကြောင်းတတိပေးကထွက်သွားပါတယ်ဆရာဘားနဲ့ထွက်သွားတဲ့အတန်ကြားမှာပြန်ဝင်လာတဲ့မိန်းကလေးဟာစားပြီးသားပကံတွေကိုသိမ်းဆဲနေရင်ကြောင်တောင်ကြည့်နေတဲ့တမ်မာအားဘာလဲဆိုတဲ့မျက်နှာပေးနဲ့မောကြည့်လိုက်တာကြောင့်မျက်နှာကိုလွဲကစွပ်ပြုတ်ကိုဟုံးတောင်းနေလိုက်ပါတယ်နောက်ရက်မနက်ပုံမှန်တိုင်းလေးချိန်ခန်းလုံးနေတဲ့တမ်မာကိုထုံမိန်းကလေးဟာအချိန်ပြည့်စောင့်ကြည့်နေပြီးဒုတိယရက်ညသာစားပွဲမှာတော့အရင်ရက်ကနဲ့မတူပဲပင်ပန်းနေတာကြောင့်အစားအသောက်တွေကိုတမ်မာအငန်းမရစားတောက်နေခဲ့ပါတယ်အချိန်တွေတဖြည်းဖြည်းကုန်လာပြီးတဲ့နောက်တောအုပ်အတွင်းအပြေးလေးကျင့်နေရမှာကုန်းမြင့်တနေရာကချော်ချသွားတဲ့တမ်မာကိုစောင့်ကြည့်နေတဲ့မိန်းကလေးကလာရောက်ကူညီပေးချိန်မှစလို့စကားမပြောဖြစ်ကြရုံမှတပါဆက်ဆံရေးကအနှဲငယ်ရင်းနှီးလာကြပါတယ်နေ့တနေ့ရဲ့ညနေခင်းတစ်ခုမှာလေ့ကျင့်နေတဲ့တမ်မာကိုဆရာဘန်းနက်ကလုံလောက်ပြီဟုတတိပေးတာကြောင့်နောက်ထပ်သင်ခန်းစာအသစ်တက်ရမယ်ထင်လိုက်ပေမဲ့ပြေးဖို့အချိန်ရောက်ပြီဆိုတဲ့စကားကြောင့်မျက်နှာငယ်သွားတဲ့တမ်မာအပြေးလေ့ကျင့်ပြီးရင်အနောက်ဘက်ကတနတ်ပင်ကုန်းကိုလာတွေးဖို့မှားသွားပါတယ်ဘလို့အခြေအနေပဲရောက်နေပါစေမောင်ကလုတ်ကိုနှစ်ချံဆွဲရန်နဲ့အဲ့လိုမဟုတ်ရင်အသက်ရှင်ဖို့မမျှော်လင့်နဲ့ဆိုတဲ့ဆရာစကားကိုနာခံရင်ပစ္စတိုတလက်ကိုကောက်ယူမောင်းတင်ပြီးရဲ့နောက်ငိမ့်သက်နေတဲ့ပြစ်မှတ်ကိုတုံယူနေတဲ့လက်တွေနဲ့ချိန်ရွယ်လိုက်ပြီးမောင်ကလုတ်ကိုနှစ်ခါဖိဆွဲလိုက်ပါတယ်
ပထမဆုံးချိန်တနက်ကင်ပြီးတဲ့နောက်အရင်ကားတက်ပုံမတက်ကြွနေတဲ့တန်မာတယောက်ညစာအတွက်ဂျပန်ရိုးရာအာဒူအမဲသားဟင်းကိုကိုယ်တိုင်ချက်ကျွေးနေပြီးတစ်သားသူနှချောင်းကိုကင်ကြည့်နေတဲ့ဆရာဘန်းနတ်အားဂျပန်ပူဆန်သွားအောင်တူနဲ့စားရတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်စားရင်တော့ရင်တစ်ခွက်ခွက်ရည်နေတဲ့တန်မာကြောင့်မိန်းကလေးကမောကြီးတဲ့အခါတူမကင်တတ်တာကြောင့်တိုင်ပတ်နေတဲ့ဆရာဘန်းနတ်ကိုညွှန်ပြလိုက်ပြီးဆရာဖြစ်သူကမျက်စောင်းထိုးနေမှန်းသိတဲ့အခါမှစားစရာရှိရာဆက်စားပါတယ်အိတ်ကက်ထဲမှာတနက်အထုပ်အတွင်းတနက်ကိုတစားစီဖြုတ်ကပြန်တက်ချင်းစားတဲ့လေးချင်းရေးတွေကိုလုတ်ပြီးတဲ့နောက်ထုံးစံအတိုင်းအပြေးလေးချင်းနေတဲ့တန်မာကိုစောင့်ကြည့်နေကြမိန်းကလေးဟာတစုံတစ်ခုဟာစူးစမ်းနေတာကြောင့်တွားမေးကြည့်တဲ့အခါအတိုက်ကပြုတ်ကျနေတဲ့စူးရငတ်ပေါက်လေးကိုတွေ့လိုက်ရပြီးယူပြေးဖို့ကြံနေတဲ့ကလေးမအားအတိုက်မြုံနဲ့ဝေးရမှာအသက်ရှင်နိုင်မှုခက်ခဲတာကြောင့်ပြန်ထားဖို့လိုအပ်ကြောင်းဖြောင်းပြကအပင်မော်တက်ပြီးသူ့နေရာသူပြန်ထားနေတဲ့တန်မာကိုထိုမိန်းကလေးကပြုံးချွန်စာစိုက်ကြည့်နေပါတယ်တာဝန်ရစစ်ဆေးမေးမြန်းခြင်းဖြစ်တာကြောင့်အချက်လက်တချို့ကိုဖွင့်ပြောလိုက်ရပြီးတန်မာဟာအာယုံစူးစိုက်မှုကောင်းတာကြောင့်ထူးချွန်တဲ့သင်တန်းသားဖြစ်ပေမဲ့လူတစ်ယောက်ကိုတတ်ဖို့အတွက်အခက်အခဲရှိတာကြောင့်ပထမဆုံးကြုံလာတဲ့ရန်သူကိုပြစ်နိုင်မပြစ်နိုင်ကသာသူ့အတွက်တနက်ဆက်ကင်လို့ရမရဆုံးဖြတ်ပေးမှာဖြစ်ကြောင်းဆရာဘန်းနက်ကအက်စပတ်တာအားရှင်းပြပါတယ်တမ္မာဘဲကိုဆက်သွားလဲဆိုတဲ့မိကုန်းကိုတော့ပြန်လည်ဖြေဆိုခြင်းမရှိပဲတမ္မာထွက်သွားခဲ့စဉ်ကခြံထားခဲ့တဲ့ပတ်စံအချိုးနဲ့စားတစ်စောင်းအပြင်နောက်ဆုံးချက်ထားပေးခဲ့တဲ့အာလူအမဲသားဟင်းကိုစားရင်ထုံးစံအတိုင်းတူနှစ်ချောင်းနဲ့တိုင်ပန်းနေတဲ့ဆရာဘန်းနက်ကိုကြည့်ကတမ္မာအတိုင်းတစ်ခွက်ခွက်ရေမောနေတဲ့မိန်းကလေးရဲ့ထိုးနေကြကအပြုတ်မှုကိုပြန်လည်စဉ်းစားရင်သူမတိချောင်းပြောပြကအခန်းထဲကထွက်လာတဲ့ဘန်းနက်ကိုစောင့်နေတဲ့မိန်းကလေးဟာပြုံးရှင်စွာနဲ့လက်ကမ်းလိုက်ပါတယ်စစ်သားဟောင်းကြီးဟူကိုဘန်းနက်ဟာမိမိအကျွေးတင်ခဲ့တဲ့ထုံမိန်းကလေးရဲ့ခွန်လွှတ်မှုနဲ့အတူလက်ကျန်ဘဝတစ်လျှောက်အေးချမ်းစွာနေထိုင်သွားတော့မှာဖြစ်ပြီးယခုချိန်ထိမိမိစားခဲ့တဲ့ဇလန်းကြောင့်အပြစ်ရှိစိတ်ဝင်နေတဲ့တန်မာကတော့အမားတွေအတွက်ဆက်လက်တိုက်ပွဲဝင်နေအောင်မှာဖြစ်ပါတယ်ဘာတစ်ခုအတွင်းတောက်ဆရာလာချပေးတဲ့အဖျော်ဆရာအားမန်ဟန်တန်ဝိုင်ရဲ့အဓိကအရသာဖြစ်တဲ့ cherry သီးမပါလာတာကြောင့်လူတစ်ယောက်ကစောတကတက်နေပါတယ်တကယ်တော့ထိုလူဟာကျွမ်းကျင်သခိုးဝိဇ္ဇာတစ်ယောက်ဖြစ်ပြီးလာထည့်ပေးတဲ့ cherry သီးကိုငုံကဒါကသူ့အတွက်လက်လာပါကောင်းကြောင်ရှင်းပြပြီးတဲ့နောက်အခင်းဖြစ်ပွားမှုကြောင့်ချိတ်ပိတ်ထားတဲ့စပရင်ကအင်ယာကိုထွက်လာခဲ့လိုက်ပါတယ်ပညာရှိပီပီဗီဒင်းပေါက်မှန်ကိုစနစ်တကျဖောက်ဝင်လာခဲ့ပြီးနောက်အစီအစဉ်အတိုင်းတန်မိုးရှိပစ္စည်းတွေကိုရှာဖွေရင်းအခန်းတစ်ခုရဲ့တကားကိုဖွင့်ဝင်မဲ့အလုပ်မကောင်းတဲ့ခံစားချက်တစ်ခုကိုရလိုက်တာကြောင့်တွန့်ဆုတ်သွားပါတယ်မိမိကိုယ်တိုင်ပြန်အားတင်းပြီးနောက်တစ်ချိန်ဖွင့်ဝင်ဖို့စူးစမ်းနေစဉ်လက်မြောက်ထားဖို့သတိပေးတဲ့ကြောင့်စိတ်ပြက်စွာနဲ့မစီမဆိုင်ဘာကအဖျော်စရာကိုဆဲဆိုမိလိုက်ပါတယ်အစာပိုင်းကရဲထင်နေပေမဲ့ရဲမဟုတ်ဘူးဆိုတဲ့တန်မာရဲ့စကားကြောင့်အချင်းချင်းညှိနှိုင်းမှုစူးစမ်းနေစဉ်ရဲကားတွေရောက်လာတာကြောင့်နှစ်ယောက်သားထွက်ပြေးခဲ့လိုက်ရပါတယ်နောက်ကလိုက်မလာဘူးအော်ပြောနေပြီးမဲ့ရွေးချယ်စရာမရှိတာကြောင့်တခိုးရဲ့နောက်ကိုပြေးလိုက်လာရင်လုံခြုံပြီးထင်တဲ့လမ်းကြားတနေရာရောက်နှစ်ယောက်သားအမောဖြေနေကြစဉ်သတင်းစာထဲမှာပါတဲ့ဆရာဝန်လူသက်သမားမှန်းတီကြောင်ပြောလာတဲ့တခိုးကိုဖောက်ထွင်းရေးသမားငတူဖြစ်မှန်းကိုလည်းမိမိတီကြောင်တန်မာကထောက်ပြပါတယ်တခိုးနဲ့လူသက်သမားမတူကြောင်ဘူးချင်းတက်လုံနေတဲ့ငတူအားစပင်ကအင်ချမ်းမြေလူသက်မှုနဲ့ပတ်သက်လို့တစ်ခုတီထားလာမေးတဲ့အခါမတီဘူးဆိုတာကြောင့်နှစ်ယောက်သားကြောခိုင်းထွက်လာကြစဉ်အိုင်ဒီယာတစ်ခုရသွားတဲ့ငတူကလှမ်းတာလိုက်ပါတယ်လူတွေစုံတွေ့ကြရတာဟာမတော်တဆတက်ကြောင်မဟုတ်ပဲကံကြမ္မာကစုံစည်းဖို့အကြောင်းဖန်လာတာဖြစ်ကြောင်းတရားချပြီးတဲ့နောက်တန်မာလိုလူတွေကိုလိုအပ်နေတဲ့လူတွေရှိကြောင်းငတူကရှင်းပြပါတယ်ဒုစရိုက်လောကအတွင်းအသက်အန္တရာယ်ကြုံရတဲ့သူတွေရှိလာတဲ့အခါဆေးရုံမှာကုသဖို့အခက်အခဲရှိတာကြောင့်လွယ်လွယ်နဲ့အသက်ဆုံးရှုံးနေကြရပြီးတန်မာသာလက်ခံရင်ဒီအတွက်သူစီစဉ်ပေးမှဖြစ်ပြီးအပြင်ငါထက်ဝင်ငွေကောင်းကြောင်းငတူကပြောပေမဲ့စကားမဆုံးခင်မှာပဲတန်မာကောက်ခံငင်ကထွက်သွားပါတယ်ဘလို့မှနားချလို့မရတာကြောင့်တန်မာသိကျင်တဲ့စပင်ကအိမ်ချမ်းမြေကကောက်စွန့်ဝင်လောက်ကြံခံရမှုတရေခံကိုတီချောင်းပြောတဲ့အခါတီးကျင်စိတ်ပြင်းများလာတဲ့တန်မာကိုကန့်လန့်ချက်အားသဘောတူရန်အကြက်ကင်ပြီးတဲ့နောက်လူသက်သမားရှိမဲ့အဆောက်အဦကိုလိုက်ပြပါတယ်တကယ်တော့ကောက်စွန့်ဝင်ရဲ့အိမ်ကိုဖောက်ထွင်းရန်ငတူစောင့်ကြည့်နေစဉ်ကာလအတွင်းဒီလူသက်မှုကိုမျက်မြင်တွေ့ခဲ့တာဖြစ်ပြီးတရားခံကိုလည်းငွေညစ်ရဲ့နောက်ရောက်ခံလိုက်နေတဲ့အပြင်တမန်ဟာလူသက်သမားမဟုတ်တာကြောင့်တရားခံကိုရဲလက်အပ်ကမိမိနဲ့အတူပူးပေါင်းရန်ပြောနေတဲ့ငတူကိုဂယုမဆိုင်ပဲအဆောက်အုံအတွင်းဟန်မပြတ်ဝင်သွားပါတယ်ငတူတယောက်ဆက်မလိုက်ရဲတာကြောင့်လှည့်ထွက်သွားပြီးမှတမန်လိုငွေတုပ်ကြီးကိုလက်မလွတ်နိုင်တာကြောင့်ချီတုံချတုံဖြစ်နေပါတယ်တစ်ဖက်မှာတော့တမန်ဟာလောချမထားတဲ့အခန်းတွင်းဝင်လာခဲ့ပြီးနောက်တနက်တလက်နဲ့အသင်းဆောင်နေတဲ့လူသက်သမားဆိုသူကိုတွေ့လိုက်ရပါတယ်အလန်တကြားနောက်ကလိုက်ဝင်လာတဲ့ငတူတောင်ဂယုမဆိုင်ပဲပြောချင်တာပြောနေတဲ့ထိုလူသက်သမားကိုတယောက်ယောက်ကစေခိုင်းတာလားမေးကြည့်တဲ့အခါမတုံမလှုပ်အတီးပြူပြီးတဲ့နောက်ဖြစ်စဉ်အလုံးကိုဆက်လက်ရှင်းပြပါတယ်တကယ်တော့ထိုလူဟာကောင်စွန်းဝင်မွေးစားခဲ့တဲ့အာရစ်ခေါ်ဂျိုဟန်နဲ့ခင်မင်ရင်းနှီးခဲ့တာဖြစ်ပြီးအင်ကိုအလဲလိုက်သွားရမှကောင်စွန်းဝင်မိသားစုနဲ့ရင်းနှီးအကျွမ်းတဝင်ရှိခဲ့ပါတယ်။သို့ပေမဲ့ကောင်စွန်းဝင်တဲ့ကြားမှာအစာမကြေစရာကိစ္စတွေရှိခဲ့တဲ့ထိုလူကိုဂျိုဟန်ကတွေးထိုးလုံဆောင်ခဲ့တာဖြစ်ပြီးဒါကိုမရင်းမိတဲ့ထိုလူကဂျိုဟန်ရဲ့အစီအစဉ်အတိုင်းကောင်စွန်းဝင်လင်မယားကိုတတ်ခဲ့ကြောင်းနဲ့တူထင်ခဲ့တာမှားကြောင်းဝန်ခံလာပါတယ်။
အလိုက်ကန်းဆုံးမသိမိခင်တစ်တာရဲ့ဒီနေရာကိုဝင်မင်းနေတဲ့ငတူကတော့အမြန်လိုက်ခဲ့ဖို့တန်မကိုတတိပေးကအရင်ဆုံးလက်ထွက်သွားပါတယ်ပြောစရာရှိတာကုန်ပြီဖြစ်လို့အခန်းထဲကထွက်သွားတော့မဲ့တန်မကိုထိုလူကတားလိုက်ပြီးသူဒီကိုရောက်လာမှကြိုသိတဲ့ဂျိုဟန်ကအဲ့ဒီအိမ်ရဲ့စာဖတ်ခန်းမှာစာချန်ထားခဲ့ကြောင်တတိပေးပြီးတဲ့နောက်တားကြိတ်မရလိုက်ခင်မှာပဲကိုအဆုံးစီရင်သွားပါတယ်တနက်တန်ကြောင့်စိုးရင်တကြီးပြေးတက်လာတဲ့ငတူတယောက်အခန်းတကားကိုဖွင့်လိုက်တဲ့အချိန်သူထင်သားသလိုမဟုတ်ပဲတေဆုံးသူကတရားခံဖြစ်နေတာကိုအံ့အားသင့်စွာတွေးလိုက်ရပါတယ်စပင်ကအိမ်ချမ်းမြေကိုနှစ်ယောက်သားပြန်လည်ရောက်ရှိလာကြပြီးတန်မာကဂျိုဟန်ထားခဲ့တဲ့စာကိုရှာဖွေနေပေမဲ့ငတူကတော့ပတ်စံတွေကိုရေးတွက်ရင်းသူနဲ့ပူးပေါင်းဖို့တူတူပြောဆိုနေပါတယ် What exactly do you mean for a change? အမောင်ခန်းနဲ့ဓမီတလက်နဲ့လိုက်လံရှာဖွေနေရင်အမျိုးသမီးတစ်ယောက်ရဲ့ဓာတ်ပုံကိုမတင်ကားတာကြောင့်တန်မာယူကြည့်လိုက်တဲ့အခါထင်ထားတဲ့အတိုင်းဂျိုဟန်ထားခဲ့တဲ့စာကိုတွေ့လိုက်ရပါတယ်ကျွန်တော်ကိုကြည်စမ်းထောက်တာကျွန်တော်တွေးသားတွေကမကောင်းဆိုးကဘလောက်ကြီးထွားလာတယ်လဲဆိုတာဒီစာကိုဖတ်ပြီးတဲ့နောက်တန်မာတီးလိုက်တာကဂျိုဟန်ကိုနိုင်ကပဲဒီလောက်ရက်တွေအပေါ်စကူဘက်တစ်ယောက်လိုပျော်မွေ့နေတယ်ဆိုတာပါတည်တင်သလောက်သိရပြီဖြစ်လို့ရှေ့ကထွက်လာတဲ့တန်မာရဲ့နောက်ကိုတတွတ်ပူပေါင်းရန်ကြီးကြနေတဲ့ငတူအားသူလက်မခံချောင်းပြောသွားတဲ့တန်မာရှိလူတစ်ယောက်ပိတ်ရက်လာပါတယ်ထုံးစံအတိုင်းခေါင်းမာနေတာကြောင့်ငတူရောက်လာပြီးဒီလူဟာဖောက်တယ်ဖြစ်ကြောင်းနဲ့အားလုံးကိုမိမိကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်ပြီးအခုမှသာလို့ကားထဲဝင်ထိုင်လိုက်ရတဲ့တန်မာကိုပစ္စည်းတွေတင်ထားပေးမဲ့အကြောင်းနဲ့ပြန်လို့ချင်းရင်အလုတ်ကောင်းကောင်းလုပ်ရန်နဲ့ပတ်စံများများရှာရန်တတိပေးလိုက်ပါတယ်ကိစ္စပြီးသွားရင်ခရစ်စတန်လန်က France ဆိုတဲ့ဆိုင်ကိုလာဖို့မှာကကြံနေခဲ့တဲ့ငတူတယောက်သူစီးပွားရေးအတွက်အကြီးအကျယ်ဝမ်းသာပီတိဖြစ်လို့နေပါတယ်လူသူကင်းရှင်းတဲ့မြို့ပြင်ကအိမ်တလုံးစီကိုတန်မာလိုက်ပါခဲ့ရပြီးအထဲမှာတော့ဒဏ်ရာကြောင့်သွေးထွက်လွန်ကတေလူမျိုးပါအခြေအနေရောက်နေတဲ့ရှေ့နေတူကိုတွေးလိုက်ရပါတယ်အနားကမန်ရှင်ကန်အပြင်ဒဏ်ရာအနေထားကိုကြည့်ရုံနဲ့အစောပိုင်းကဘူဒါယုံအကြမ်းဖက်မှုမှန်ရိမ့်မိတဲ့တန်မာကအကြမ်းဖက်သမားတွေကိုကုသမပေးနိုင်ကြောင်းညှင်းဆိုနေတာကြောင့်တနက်နဲ့ချိန်ရွယ်လာတဲ့လက်အောက်ငယ်သားကိုရှေ့နေကတားလိုက်ပါတယ်မကြခင်မိမိလူတွေရောက်လာမှဖြစ်လို့လက်တလောအစဉ်ပြေရန်အတွက်တွေးတိတ်အောင်သာလုပ်ပေးဖို့တောင်းဆိုနေတဲ့ရှေ့နေအားဂယုမဆိုင်ရန်ပြုနေတဲ့တန်မာကြောင့်ဒေါသတကြီးဖြစ်လာတဲ့တနက်သမားကိုရှေ့နေကထပ်မံတတိပေးနေရပါတယ်တစ်ဖက်မှာတော့ထိုင်နေကြဘားအတွင်းအကျွေးရှင်လူမိုက်တွေရဲ့ဖမ်းဆီးခြင်းခံထားရတဲ့ငတူတယောက်ပြန်ဆက်မီယူအချိန်ချင်းဂရီပေးနေပေမဲ့လက်နှစ်ဖက်လုံးအချိုးခံရမဲ့ဂိမ်းဆိုင်နေစဉ် TV ကအရေးပေါ်သတင်းတစ်ခုတက်လာပါတယ်မနက်ပိုင်းကဘူဒါယုံမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုသတင်းဖြစ်ပြီးအလိုရှိသူအထီးက2ယောက်ဟာမိမိကိုယ်တိုင်တန်မာနဲ့ချိတ်ဆက်ပေးခဲ့သူတွေဖြစ်တဲ့အပြင်စုငွေမတ်3သိန်းထုတ်ထားကြောင်းသိလိုက်ရပါတယ်တန်မာကိုစိတ်ပူပေမဲ့အကျွေးတွေပြန်ဆက်နိုင်မဲ့အပြင်လက်တလောဒုက္ခိတဖြစ်မဲ့အခြေအနေကလွတ်မြောက်ရန်အတွက်အကြောင်းစုံကိုရှင်းပြကဖော်ကောင်လုပ်လိုက်ပါတယ်ယခုအချိန်ထိမလုံးမရှက်ထိုင်နေတဲ့တန်မာကိုမိမိဟာထင်သားသလိုအကြမ်းဖက်သမားမဟုတ်ကြောင်းရှင်းနေကရှင်းပြလာပါတယ်တတိုင်းကြီးပြိုသွားချိန်မှစလို့အရှိဂျာမနီရှိလူတော်တော်များများဟာအလုတ်လက်မဲ့ဖြစ်ခဲ့ကြရပြီးဒီအားနဲ့ချက်ကိုအခွင့်ကောင်းယူကဝင်ငွေအင်အားတောင့်တင်းနေတဲ့ CWE အဖွဲ့ကမိမိတို့နယ်မြေအပေါ်စက်ယုံတွေအတင်းအာရမတိုးချက်ဆောက်လုပ်လာကြပါတယ်။ဒါကြောင့်ပဲ CWE အဖွဲ့ဥက္ကဋ္ဌကိုလှုပ်ကြံခဲ့တာဖြစ်ပြီးနောက်ရက်တည်သွားခဲ့ရင်တောင်နှောင့်နှမရကြောင်းရှင်းနေကဆိုပါတယ်။ပြောရင်းဆိုရင်အခြေအနေဆိုးလာတဲ့ရှင်းနေဟာလက်ဟောက်ငယ်သားကိုမိမိတို့လူတွေမလာတော့ကြောင်းတတိပေးပြီးတဲ့နောက်မျက်ဖြူလန်းကညင်းညူနေပါတော့တယ်။ဒေါကြသကြီးတနက်နဲ့ချိန်ရွယ်လာတဲ့တနက်သမားရဲ့လက်ကိုဖယ်ချပြီးတဲ့နောက်ရှင်းနေရဲ့အနားကိုသွားကဒါဟာတေကန်ဒီခံစားချက်ဖြစ်ကြောင်းနဲ့ကြမ်းဖက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့လူ12ယောက်ဟာလည်းဒီလိုပဲခံစားခဲ့ရကြောင်းတန်မာကအော်ပြောလိုက်ပါတယ်ဘလောက်ပဲမကောင်းတဲ့သူဖြစ်နေပါစေအသက်တစ်ချောင်းပေါ်တန်ဖိုးထားတဲ့ဆရာဝန်စိတ်ဓာတ်လေးကြောင့်လိုအပ်တဲ့ပစ္စည်းတချို့ကိုတောင်းယူလိုက်ပါတယ်ဒဏ်ရာကိုစေးကြောကတွေးတောအောင်ကုသပေးပြီးတဲ့နောက်ရှင်းနေကိုထမ်းခေါ်သွားတဲ့တန်မာအားတနက်သမားကမေးခွန်းထုတ်နေတာကြောင့်ဆေးရုံတင်ပေးရမှာဖြစ်ကြောင်းပြောခဲ့လိုက်ပါတယ်အချိန်ကိုက်ဆိုသလိုရဲကားတွေရောက်လာတာကြောင့်ပခုံးပေါ်ကရှင်းနေဟာမိမိကိုထားခဲ့ရန်နဲ့တန်မာကိုယ်တိုင်ကဝရံပြေးဖြစ်နေတဲ့အတွက်ကိုလွန်ယုံပြေးရန်တောင်းဆိုနေတာကြောင့်ချပေးလိုက်ပါတယ်သူတက်ခဲ့တဲ့လူတွေဟာ CWE ဥက္ကဋ္ဌနဲ့လက်ပါဆွေတွေဖြစ်တာကြောင့်ဒီလူတွေဟာနင့်နာသူတွေမဟုတ်ကြောင်းရှင်းပြလာတဲ့ရှင်းနေကိုဂျားတွေကတည်ဆုံးသွားတဲ့မိန်းကလေးကရောနင့်နာသူမဟုတ်ဘူးလားဆိုတဲ့တန်မာရဲ့မိကွန်းကိုတော့ပြန်လည်တုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူးအချိန်မရတော့တာကြောင့်အသက်ရှင်ဖို့တတိပေးကပြေးထွက်သွားတဲ့တန်မာရဲ့ကြောပြင်ကိုငေးကြည့်ရင်ကြံခဲ့တဲ့ရှင်းနေတယောက်တိတ်တော်တဲ့ဆရာဝန်ပဲဟုတီတိုရေရွှင်းမိလိုက်ပါတယ်ပတ်စံမပါပဲပြန်လာတာကြောင့်ပောက်ကွဲနေတဲ့ငတူရဲ့စကားတွေကိုလစ်လူရှုကပြန်လဲတိုက်ခိုက်ခြင်းမရှိဘူးအသားတကြီးလက်နက်ချခဲ့တဲ့အကြမ်းဖက်သမားအဖွဲ့သတင်းကိုကြည့်ရင်တာမာတယောက်ရှေ့ကိုဆက်လျှောက်လာခဲ့ပါတော့တယ်